ya làm cho lại thành ra là ta chun nên ní khá hay là nó nên mình cái ta đừng cài u mà bây giờ chun chừng lâu thì mình du khá bây giờ rồi bố chị cha thì không cài u đó thì cài về nơi này chỗ này mình cái này chỗ lại nâng lúc khá ai việc lại mà lúc cái mình sinh đi là tàng lại mà lúc sinh đi là tàng mình khá nên mình cái đi rót than lại mấy con sinh đi xịt ra cái là con nằm bắt bột cái rót đi lại sinh đi là tàng mình ngã tàng mình cái chỗ cái vấn đề than lại mà đi à vấn đề lại phát đồ đi à con thì cú sẽ cú nằm mắc nằm ta sao giá chun chúng ta thâu được bột đi ngã lại chúng ta biết được bột đi ngã lại đâu mà tụi cái rót chơi gỗ ông mà ta sẽ na sẽ đi lâu ông cũng cần nằm không lâu cần chỉ khó cho cần đua bị gì ông tí cho các cái thay mình has lâu ý ông trong chân mình cho cần lấy lâu ý nên mà cái gì hàng là thế còn lại nên tâm nó cái thòng đấy bị bồn đi ngã lại nên tâm nó cái đấy bị bồn đi ngã rồi thế còn lại không còn mấy thì nó biết đó alumni yang berbuat. Ay, aking ko Kecilan ya. Hamaरा खाना सिंपल भी है साथ चलताမင်္ဂလာပါရှင်2018ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့နနက်10:00နာရီအချိန်ကျင်းပပြုလုပ်သောချင်းပြည်နယ်မြို့တော်ဟာဟာမြို့စံပြကွက်တဲ့ဧကတရားတွင်ရှိမဲခွတ်ညီခွက်မဲနိုင်ခြင်းအခမ်းအနားအစီအစဉ်များကိုကြိုတင်ခန့်ကြားပါမယ်ရှင်အစီအစဉ်1အခမ်းအနားဖွင့်လှစ်ခြင်းအစီအစဉ်2ချင်းပြည်နယ်ဝန်ကြီးချုပ်မှအမှာစကားပြောကြားခြင်းအစီအစဉ်3ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှအမှာစကားပြောကြားခြင်းအစီအစဉ်လေးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကော်မတီဥက္ကဋ္ဌမှမဲနိုင်သည့်အစီအစဉ်များရှင်းလင်းတင်ပြခြင်းအစီအစဉ်ကမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကော်မတီအတွင်းရေးမှူးမှမြေပိန်းနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ်6မဲနိုင်ခြင်းအစီအစဉ်စတင်ခြင်းအစီအစဉ်9မဲပေါက်သူအမည်စာရင်းကြေညာခြင်းအစီအစဉ်10အခမ်းအနားပြီးမြောက်ကြောင်းကြေညာခြင်းတို့ဖြစ်ပါတယ်ရှင်2018ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့နနက်10:00နာရီအချိန်ကျင်းပပြုလုပ်သောချင်းပြည်နယ်မြို့တော်ဟာခါမြို့စံပြကွက်သည့်ဧကတရားတွင်ရှိမြေကွက်မဲနိုင်ခြင်းအခမ်းအနားအစီအစဉ်စတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ရှင်
မြန်မာစကားပြောကြားပေးပါရန်ချင်းပြည်နယ်ဝန်ကြီးချုပ်အားဘာလို့တရားရှိထား၍လေးစားစွာပန်ကြားအပ်ပါရရှင် အားလုံးမင်္ဂလာပါဒီနေ့ဆယ်ရက်နလာ2018နှစ်နာနဲ့ဆက်နိုင်မှာဒီပပြုလုပ်တဲ့ချင်းပြည်နယ်မြို့တော်ဟာခါမြို့မှာစံပြတ်ကွက်တဲ့အကတရားဒုစီမိကွက်မဲနဲ့ချင်းခန္ဓာမှာတရောက်လာကြတဲ့ချင်းပြည်နယ်တော်တော်သားရင်းတဲ့ကွာချင်းပြည်နယ်ဆွေအဖွဲ့ဝင်ကြီးများဌာနဆိုင်ရာကြီးကဲများနဲ့မိဘပြည်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်နှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီမနေ့ဟာကျွန်တော်တိုင်းတဲ့ပြည်နယ်ဒီမှာမလုပ်ဘူးတဲ့ကျွန်တော်တို့ဒီအခမ်းအနားတစ်ခုဖြစ်ပါတယ်။ဘာကြောင့်ဒီလိုထူးထူးခြားခြားတဲ့ကျွန်တော်တို့မိကွက်ချက်ထားရင်မှာကိုလိုမိဘပြည်သူတွေဖြစ်ကြတဲ့တော်တော်ထားတဲ့ကွာပြည်နယ်ဆွေးအဖွဲ့ဝင်ကြီးများပြည်နယ်စစ်ဌာနဆိုင်ရာကြီးကဲများနဲ့ကော်မတီဝင်များနဲ့ပြည်ပြည်စုံစုံဖြစ်ကြပြီးတော့ကိုလိုအခမ်းအနားဘာလို့လုပ်နေရတယ်ဆိုတဲ့အကြောင်းရင်းလာတော့နည်းနည်းကျွန်တော်ဆွေးနွေးရင်းပြချင်ပါတယ်ဒီလိုကျွန်တော်တို့ဒီ2015-2020ချင်းပြည်နယ်ဆွေးရစတင်တာဝန်ထမ်းဆောင်တဲ့အချိန်ကစပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာရှိတဲ့ဒီမြို့ပြစီမံကိန်းတွေကျွန်တော်တို့ရည်ဆွဲလုပ်ကန်ဆောင်ရွက်နေရှိပါတယ်အဲ့ဒါက2015ခုနှစ်က2016ခုနှစ်ကနေစတင်ပြီးတော့ဒီကနေ့မှာဒါပထမဆုံးအချိန်နော်ပြည်သူလူထုလက်ထဲကိုဒီကွက်တွေအနန္တနိုင်တဲ့ပထမဆုံးနေ့ဖြစ်တယ်အဲ့လိုဖြစ်တဲ့ဒီအားလျော်စွာကျွန်တော်တို့ပြည်သူလူထုလက်ထဲကိုကျွန်တော်တို့ကဘာလို့အနာရတယ်လဲဆိုတာတော့တစ်ခုစဉ်းစားကြည့်ပါမယ်ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆဆူကြီးအနေနဲ့တော့ဘယ်လိုလားမြင်ချက်တူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတော်အတွင်းမှာမြင့်တင်နေထိုင်ကြတဲ့မိဘပြည်သူအပေါင်းတော့ဥအိမ်မရှိတဲ့ပြည်သူတွေရှိတယ်လို့အစိုးရဝန်ထမ်းတွေနော်လက်စာနဲ့လည်းဥအိမ်မတည်ဆောက်နိုင်တဲ့ဒီဌာနဆိုင်ရာဝန်ထမ်းတွေလည်းအများကြီးရှိတယ်ဌာနဆိုင်ရာဝန်ထမ်းတွေမကဘူးအငင်းစားယူသွားပြီးတော့အနားယူသွားတဲ့ဒီဌာနဆိုင်ရာဝန်ထမ်းတွေလည်းအများကြီးရှိပါတယ်ဒီလူတွေရဲ့ဘဝအခြေအနေကိုကျွန်တော်တို့အနေနဲ့ဒီကျွန်တော်တို့တက်လာတဲ့ဆွေရတွေနဲ့ဥပ္ပခါမပြုပါဘူးအများနဲ့တတိယပါတယ်သူတို့ရဲ့ဘဝလုံခြုံမှုနဲ့သူတို့ရဲ့ဘဝတက်တာလေးနဲ့ကိုယ်အိမ်ကိုယ်မိလေးနဲ့ငင်းချမ်းနဲ့မိသားစုဝန်ပါတတာနဲ့လုံခြုံနဲ့နေထိုင်ဖို့ကျွန်တော်အစိုးရဆက်ကနေဆိုတိုင်းတဲ့ပြည်နယ်ဒီထောက်ဆိုစသည်ဖြစ်ကျွန်တော်ခရမြို့နယ်အဆင့်ကြီးတာဝန်ရှိပါတယ်ဒီလိုကျွန်တော်တို့ရဲ့ဒီမိဘပြည်သူတွေရဲ့ခက်ခဲကိုကျွန်တော်တို့ကကိုယ်မိပိုက်ကိုဆောင်ရွက်တဲ့ကိုလူအပ်တဲ့ကြောင့်အဲ့ဒီလုပ်ငန်းကိုလည်းအဓိကထားပြီးတော့ဥဆောင်ပြီးပြည်နယ်နဲ့တိုင်းဆွေးရကဥဆောင်ပြီးတော့ဆောင်ရွက်ပြီးကြပါဆိုတာကျွန်တော်တို့ဒါလမ်းညွှန်ချက်ဖြစ်ပါတယ်လမ်းညွှန်တဲ့တိုင်းပဲကျွန်တော်တို့အနေနဲ့ချစ်ပြည်နယ်ဟာခါမြို့တော်ရဲ့ဖလန်ခရိုင်မြို့ပြည်ဖလန်တော့ဘယ်တော့စသည်ဖြစ်ပထမဆုံးအကြိမ်တွေနဲ့သုံးနေရမှာကျွန်တော်တို့ပေါင်းချက်ပေါ်ဆောင်လက်ပါတယ်သုံးနေရစလုံးမှာမြို့ပေါ်တဲ့ဒုချက်ပေါ်ထုတ်နိုင်ခဲ့ပါတယ်တို့တော်လည်းပဲကျွန်တော်တို့ပြည်သူရဲ့လက်ထဲကိုကျွန်တော်တို့အရောက်အမှန်ဖို့ဆိုတာကဒါဟာကမှာဒါပထမဆုံးအကြိမ်နဲ့ပထမဆုံးနေ့ရက်ဖြစ်ပါတယ်အဲ့လိုအမှန်လို့တဲ့အခါမှာလည်းကျွန်တော်တို့နိုင်ငံတော်ကြီးကြီးရဲ့လမ်းညွှန်ချက်နဲ့ဒီဖွင့်လှစ်နေတာမှုရှိတယ်တရားမျှတမှုရှိတယ်နော်ဒီတာကျွန်တော်တို့အကူအညီပေးဖို့တော့ရတဲ့ရချိုက်တဲ့ပုဂ္ဂိုလ်တွေရနိုင်ပါစီ
အကုန်လုံးတော့တပြိုင်တည်းတဘရိတ်ထဲတော့ကျွန်တော်အကုန်လုံးမပြီးနိုင်ပြီပဲလို့အထူးအရေးကြီးဦးစားပြီးဆောင်ရွက်ပြီးတဲ့ပုဂ္ဂိုလ်တွေကိုဇွိချယ်ပြီးတော့ကျွန်တော်မဲစနစ်နဲ့ကျွန်တော်လုပ်သွားမှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီလိုလုပ်တဲ့ကိုင်တဲ့နေရာမှာလည်းကျွန်တော်တို့ချင်းပြည်နယ်ဆိုရတခုတည်းနဲ့လုပ်တာမဟုတ်ပဲနဲ့ချင်းပြည်နယ်လွတ်တော်ဘာကမှရှိနေတဲ့လွတ်တော်ဆလေရီမြို့ပါစီပီကော်မတီဘာသာရေးအသင်းအဖွဲ့တွေနော်ကျွန်တော်တို့ရက်ွက်လူကြီးစသည်ဖြင့်လူရန်စာအလှအတီးတီးကကျွန်တော်တို့ဝမ်းဆုံးစုပေါင်းပြီးတော့ရှိပြီးတော့ကျွန်တော်တို့ခွဲဝေတော့မှဖြစ်တဲ့တော့ပထမဆုံးကျွန်တော်တင်ပြလုပ်ပါတယ်စောစောကျွန်တော်တင်ပြတယ်လို့ဒီကနေ့မှာကြည့်ရတာကတော့ဒါကော်မတီဖွဲ့စည်းပြီးတော့ကော်မတီနဲ့ကျွန်တော်တို့ဆောင်ရွက်တာဖြစ်တဲ့အတွက်မြတ်တာဆုံးရတဲ့တာမို့အစီအဆုံးနဲ့ပွင့်လင်းနေတာမို့အစီအဆုံးပဲကျွန်တော်တို့လှုပ်ဆောင်တော့မှဖြစ်တဲ့တော့တင်ပြလုပ်ပါတယ်ကျွန်တော်တို့အဓိကအဖြစ်ဦးစားပေးအစဉ်သားနေနဲ့ကျွန်တော်တို့ဒီနေ့လည်းဖွဲ့စည်းတဲ့လူတွေကမုတ်ဆိုးမှများဆိုတဲ့နေရာမှာရွေးချယ်နေတဲ့ဖွဲ့စည်းတော့140ရှိတယ်ရရှိတဲ့ခွဲလာမိဘက60ပေါ့အငင်းစားများဆိုတဲ့နေရာမှာပြည်သူ့ဝန်ထမ်းအငင်းစားတွေဖြစ်ပါတယ်99ရောက်နေတဲ့ဖွဲ့စည်းမယ်24နေရာရရှိမှဖြစ်ပါတယ်နောက်အင်္ဂါများဆိုတဲ့နေရာမှာ390တယောက်ကကျွန်တော်နေတဲ့ဖွဲ့စည်းမယ်96ယောက်ကမိဘရရှိမှဖြစ်ပါတယ်နောက်တခါတော့ရဆရာတော်များဆိုတဲ့နေရာမှာပါစတာဒီလည်း80ယောက်က80ပါပါပြီးတော့နေတဲ့ဖွဲ့ရမယ်ဒီကွက်များဖြစ်20ကွက်တာရှိပါတယ်။ရရှိတဲ့ဒီကွက်ပြတော့နေပါတယ်။ဘာကြောင့်လဲဆိုတာအကတရားအတွင်းမှာရှိတဲ့မိကွက်ကိုပဲကျွန်တော်တို့အကွက်ဆိုင်ပြီးတော့အကောင့်တဲ့ပထမဦးဆုံးကတော့ဝင်နေတဲ့အကောင့်တဲ့ပေါ်တာဖြစ်တဲ့အတွက်ဒီကနေ့မှာစောစောကျွန်တော်တင်ပြတယ်လို့အကုန်လုံးတော့မင်းနိုင်တဲ့လူအားလုံးလူအပ်တဲ့လူအားလုံးကျွန်တော်တို့ချက်ပြနိုင်ခြင်းတော့ရှိမှာမဟုတ်ပါဘူး။တိုးတော်လည်းဒီကနေ့မှာရရှိတဲ့လူရှိတယ်လို့မရတဲ့လူလည်းပဲဘာမှဝန်တဲ့အားငယ်ချင်းမရှိတဲ့နဲ့ကျွန်တော်တို့မြို့ပြစီမံကိန်းမှာတော့ကျွန်တော်တို့ပြည်နယ်ဆွေးရကနေပြီးတော့မြို့ပြစီမံကိန်းကိုဒီ area အချင်း43စတူရမိုင်ပေါ့တော့ကျွန်တော်အကအချင်းတောင်းတော့ရှိပါသေးတယ်အဲ့ဒီဟာလည်းအမြတ်ဆုံးနဲ့တော့အစောဆုံးဆက်တိုက်ကျွန်တော်တို့ကမနာမနေနဲ့ဒီကော်မတီတွေဆက်လက်ကော်မတီပေါ်ပြီးတော့ဆက်လက်ဆောင်ရွက်တော့မှာဖြစ်ပါတယ်အမြန်ဆုံးနဲ့ပြည်သူလူထုရဲ့လက်ထက်မှာအမြန်ဆုံးအနိုင်ကိုလည်းကျွန်တော်ကြိုးစားပြီးဆောင်ရွက်တော့မှာဖြစ်ပါတယ်ဒီနေ့မရသေးတဲ့လူတွေလည်းပဲနောက်မှကျွန်တော်တို့နောက်အကွက်ဒီအကတောင်းတော့အကောင့်တွေပေါ်တဲ့အကွက်တွေလည်းပဲအကုန်လုံးအတတ်နိုင်ဆုံးတော့လူအပ်တဲ့ပုံကိုယ်တွေတော့ပြည့်စုံရရှိနိုင်ဖို့ကျွန်တော်တို့ဆက်လက်ကျူးစားတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြည့်ပြချင်ပါတယ်အဲ့ဒါကြောင့်ဒီနေ့မရတဲ့ပုဂ္ဂိုလ်များအနေနဲ့လည်းဝန်ထမ်းအားငယ်ချင်းမရှိတဲ့နဲ့ကျွန်တော်ဆက်လက်ပြီးတော့အကောင့်တွေပေါ်မဲ့အချိန်မှာလည်းကျွန်တော်တို့ဒီစရင်းဒီနာမည်ဒီကျွန်တော်တို့ဖတ်ထားပြီးနောက်တစ်ချိန်မှာလည်းဆက်လက်ပြီးတော့ကျွန်တော်တို့ရှင်ပြိုင်နေလိုက်ခွင့်နဲ့ကျွန်တော်တို့ဆက်လက်ပြီးသွားမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာလည်းအကုန်လုံးအားလုံးပေါ့နော်ကျွန်တော်တို့ရရှိနိုင်ဖို့ဆက်လက်ကြိုးစားပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောကြလိုပါတယ်ဒီမီကွက်ရရှိရဲ့အတွက်ကျွန်တော်တို့ဖြစ်ဖြစ်နဲ့ဆိုရနေတဲ့ဆောင်ရွက်တဲ့ကိစ္စကတော့ခုနကကျွန်တော်တင်ပြသွားတယ်လို့သက်ဆိုင်ရာလူရန်စာဆိုတာအတီးတီးနောက်ဆုံးဘာသာရေးအတင်းဖွဲ့နေတဲ့ကျွန်တော်တို့တိုင်ပြီးတော့ကော်မတီထက်မှလည်းဖွဲ့စည်းပြီးတော့ဇက်ပလူကြီးဒီပါဝင်ပြီးတော့ဖွဲ့စည်းတာဖြစ်တဲ့အတွက်တရားပြတာဆုံးနဲ့ပေါ်ရည်တာကိုအစီအဆုံးတဲ့သူစားပြီးဆောင်ရွက်တာဖြစ်တဲ့တော့ဒီမိကွက်ရဲ့စီရေးအတွက်ဘာတဆူလက်ဆောင်မှမလုပ်ပဲနဲ့ဘာမှမလုပ်ရတဲ့နဲ့ဒါဆိုလို့လူအပ်နေတဲ့ဒီပတ်တွေတို့လက်ထဲကိုကျွန်တော်တို့ရောက်လွှဲပြီးတော့မှဖြစ်တဲ့တော့ကျွန်တော်ပြောကြရင်းနဲ့ပဲဒီကုန်းကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်ဒီမှာကပြောကြားပေးပါတော့ချင်းပြည်နယ်ဝန်ကြီးချုပ်ကြီးအားကျေးဇူးထိုးပင်တင်ရှိပါရဲ့ရှင်ဆက်လက်ပြီးစီစဉ်ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးအားအမှာစကားပြောကြားပေးပါရန်ကာရဝတရားရှိထား၍လေးစားစွာဖြင့်ပန်ကြားအပ်ပါရဲ့ရှင်
အခုလိုအခါမျိုးကွက်တိမိကတရားမှာမိကွက်နေရမြင်း၌ဝိမှာကျော်လာတဲ့ချင်းမီနေဝန်ကြီးချုပ်နဲ့ဝန်ကြီးများအားလုံးဌာနဆိုင်ရာကြီးကျယ်မြတ်နဲ့မြို့ဖများဒီလိုတို့အားလုံးမလာပါလို့ဘုခွင့်စစ်တမ်းပါတယ်ကျွန်တော်တို့အစိုးရတက်လာပြီးမှပထမဦးဆုံးအကြီးဝိနည်းတင်တာဆိုတဲ့နော်လူထုအတွက်စာပြကွက်တိကိုပေါ်ဆောင်တဲ့နေရာမှာအခက်အခဲများဆိုတာဂျုံတွေ့ခဲ့ရပြီပါဒီတဲ့ပထမဦးဆုံးကြည့်ပြီးမှကိုနေနေတာလို့တဲ့နော်လေဘယ်စတင်နဲ့နော်ဒီလူတို့တွေခွင့်ပွဲဟာကျော်လာတဲ့ဒီလူတို့အားလုံးသဘောပေါက်ပါကျွန်တော်တို့ NLD အစိုးရတက်လာပြီးမှအစိုးရရဲ့ policy ကနော်မြို့ပေါ်လူထုတူးကျပြီးတော့ကြေးရွာလူထုကြေးရွာနေဒီလူထုရဲ့ရော့နေစင်မှာနော်တိုင်းပြည်ရဲ့ကျွန်တော်တို့ချစ်ပြည်နေရဲ့GDP တူးကျမှုနှုန်းမှာနော်အားကောင်းလာနေဆိုတော့ကိုနိုင်ငံတော်အစိုးရရဲ့ policy ဖြစ်ပါတယ်အဲ့ဒီတို့ကြောင့်အခုကျွန်တော်တို့ချစ်ပြည်နယ်အခါမျိုးမှာမြေကွက်ဧက100မှာနော်မြေကွက်200ကိုမြင်ထိုက်တဲ့နေရာမှာပထမဦးဆုံးပွင့်လင်းမြင်သာမှုနဲ့နိုင်ငံတော်အစိုးရရဲ့ policy တိုင်းဆောင်ရွက်ပြီးတော့ဖြစ်ပါတယ်အဲ့ဒီတို့ကြောင့်အခုနိတာကာလအတွင်းမှာအခုအခါမှာပထမဦးဆုံးဖြစ်ပါတယ်ဝန်ကြီးချုပ်ပြောတယ်လို့ကျင်းတဲ့နော်ပလိုင်းပလေဝတော့နောက်ပြီးတော့ကျင်းတဲ့အမျိုးနေပါလေစနစ်တကျလေးနဲ့ဒီလူထုအတွေ့ကိုအကောင်းဆုံးနဲ့နော်အတက်တာဆုံးနဲ့နော်မြေကွက်ကြီးရရှိပြီးတော့မြို့ပေါ်လူကြီးဒုက္ခပြီးတော့ကြည်ရွာလူကြီးရော့နေမှာကျွန်တော်တို့ချစ်ပြည်နေရဲ့တုတ်တဲ့လူတို့ချစ်ပြည်ဟာမိတက်လာနိုင်နေဆိုတာကိုအစိုးရရဲ့ policy လေးဖြစ်တယ်အမှားတကယ်လေးဖြစ်တယ်အဲ့ဒီတို့ကြောင့်အခုမြေနဲ့တဲ့နေရာမှာနော်အားလုံးတကယ်လို့ဒီမြေကွက်တရားချင်းမှာနော်အခုမြေနိုင်ကိုလူစီကထောင်မနိုင်ဖြစ်နေတယ်ဒါပေမဲ့ဘာမှဝယ်နေစားမလို့ပါဘူးခုနပြောသလိုကျန်တဲ့မြေကွက်ကိုလေစနစ်တကျနဲ့အမြင်ဆုံးနော်အစိုးရအနေနဲ့စီစဉ်ပေးဖို့အစီအစဉ်ရှိပါတယ်အဲ့ဒီတို့ကြောင့်ဒုသမ္မတကြီးကလည်းကျွန်တော်တို့မှာထားပါတယ်အခုအဲ့ဒီဆိုရတဲ့လာပြီးမှရန်ကုန်မန္တလေးမြို့ကြီးမှာတော့မှအီမေကွက်ကြီးအင်ခိုင်းတိုက်ခိုင်းဒီတော့အခုလုံးစိတ်ချက်တော့တယ်ဒါပေမဲ့ချစ်ပြည်တွေကအခုထိမကြသေးနိုင်တာကအခုလူနော်အခက်အခဲမျိုးစုံကြုံရတဲ့အတွက်ကြောင့်အခုဒီနေ့မှာပထမဦးဆုံးမြေကွက်ကိုစနစ်တကျလေးနဲ့နော်မြေနိုင်စနစ်နဲ့လုပ်ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်နောက်မှလေအခုအခါဆိုတော့လက်စတုံးခွေနိုင်ဒီကကိုနိုင်ငံတော်ကစီပီနေနေအပြီးမှချက်ပြီးပြီဆိုတော့ကျင်းတဲ့မြေကွက်ကိုစနစ်တကျလုပ်ပြီးပြီဒီနေ့အတွင်းဒီနေ့စိုက်ပြီးမှအခုကျန်တဲ့ဧက900လောက်ကျန်တဲ့ဥစ္စာကိုလေဒီနေ့မှပဲအကောင့်ချက်ပေါ်ပေးနေအကောင့်ချက်ပေါ်ပေးတဲ့နေရာမှာနိုင်ငံတော်တစ်ခုချက်ကိုဘတ်ဂျက်ကိုအားကိုးလို့မရဘူးအခုဧက100မှာနိုင်ငံတော်ကချက်ပေးတဲ့ဘတ်ဂျက်ကတိမ်ပေါင်း2630ရှိတယ်အဲ့ဒါ line ပြီးတော့မြောင်းနေပါနေမှာအကုန်လုံးခုန်သွားတယ်အဲ့ဒီတို့ကြောင့်အခုမြေထိုက်တဲ့နေရာဟာနော်တကယ်လို့တာဝန်ရှိတဲ့လူကြီးကမင်းနေရာကိုကြည့်ပြီးတော့နော်မင်းနေရာဥပမာ first class second class third class ခွဲပြီးတော့ကောင်းတဲ့နေရာကိုဥပမာစစ်တင်းပဲအလူချင်းချက်ခံမယ်ဒီ second class ကိုခုနှစ်တင်းပဲဖြစ်ဖြစ်တိုက်ခလာငါးတင်းပဲဖြစ်ဖြစ်အဲ့ဒါအလူချင်းမှာထည့်နိုင်မှာကိုအင်းနေရာ line ညောင်းတတာလိုအပ်တဲ့ဟာကိုအဲ့ဒီကိုဟာကိုကောင်းတာဝန်ရှိတဲ့လူကကိုထည့်တဲ့ဝင်တဲ့လုပ်ပြီးမှာပဲအဲ့ဒီရက်ွက်ဟာတကယ်တူတဲ့နော်ကောင်းတဲ့ရက်ွက်ဖြစ်နိုင်တယ်ဆိုတာကိုပြည်သူတွေကအားလုံးသဘောပေါက်လို့လေအဲ့ဒီတို့ကြောင့်နိုင်ငံတော်အစိုးရရှိလို့လည်းဒီဘတ်ဂျက်ကိုအားလုံးလို့ရဘူးဆိုတော့အခုကျွန်တော်တို့ချင်းပြည်နယ်ဟာခါကတော့မြို့ဖြစ်တဲ့အတိုင်းနော်မြို့နေဦးမြို့နေချက်ကနော်စီပွားရေးသမားတွေလာနေချင်တဲ့လူအများကြီးရှိမယ်တော့ပြီးတော့ဝန်ထမ်းတွေလည်းပြည်စင်ပြီးမှာခါမှာနေမဲ့လူတွေရှိမယ်ဆိုတော့ကြီးရောကနေပြောင်းလာတဲ့လူတွေရှိနေဆိုတော့အဓိကဟာခါပြောတော့မကြာတော့ကာလမှာနော်အခုတောင်းကနိုင်ကနေတင်းကနိုင်လူကြီးဖြစ်လာတာနော်ဟာခါမျိုးရဲ့ချစ်ပြည်နယ်ရဲ့
တူတဲ့ရတူတဲ့အကြောင်းကိုအကောအထည်ပေါ်နိုင်တယ်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အခုမေကွက်ကိုနှိုက်ပြီးမှအခုလွှဲချော်မှုတခုလေးရှိနိုင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြို့ကိုကြည့်ရောကတက်လာပြီးတော့ချန်ဦးစီလေးလုပ်ခဲ့တယ်အဲ့ဒီချန်ဦးစီလေးလုပ်တာအဓိကတော့ CB နေတဲ့ကိုခင်ဗျားတို့ဟာစာထားတဲ့ဘောနဲ့လုပ်တာနော်အဲ့ဒီချန်လေးလုပ်ပြီးမှအဲ့ဒါကိုချန်လေးဘာမှအစိုးရပြက်ကနေအထောက်ထားမရှိတဲ့ကိုမင်းကြီးရောက်ဆိုတော့လုပ်လို့မရဘူးနော်ခင်ဗျားတို့အခုချန်လေးပါလေလုပ်တာကအစိုးရမင်းဟာစာထားတယ်လို့သဘောထားနော်တကယ်တမ်းဆိုတော့အခုကစင်စက်ကနော်ပိုင်ဆိုင်လာတဲ့အထောက်အထားရှိတဲ့ဥစ္စာကတောင်းလို့ရှိတယ်ကအကောင်းဆုံးနဲ့နော်လေးလေးနဲ့စဉ်းစားပြပါတော့မဟုတ်ပဲလေပြောကူဆိုင်တဲ့ငါမင်းအဲ့ဒီဆိုင်တဲ့နေရာမိကိုကြားတယ်လို့စဉ်းစားရလို့မဟုတ်သေးပါနော်အဲ့ဒီအတွက်ကြောင့်ခင်ဗျားတို့ဖြစ်တာလေအထောက်အထားနော်ပုံစံတရားအထောက်အထားရှိတဲ့လူတွေတကယ်တမ်းဆိုတော့ဒါဝေစီတဲ့လူကြီးကစဉ်းစားပြီးတော့မဟုတ်ပဲလေပြောကူဒီပါနေစိုက်ခဲ့တဲ့ခေတ္တခဏနော်လက်ဖြစ်ဒီစိုက်ရတယ်ကအဆူရမျိုးကိုခင်ဗျားတို့ခဏခါစားထားတာပဲဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ပုဂ္ဂိုလ်ကိုအားတာမကြီးပဲလေနော်တရားတော်မြတ်နဲ့မိကွက်ကအားလုံးရပါဘူး။ဦးအင်းစီဘူးဆိုတော့မိကွက်တွေဟာခမှနေပြီးတော့မိကွက်မရနိုင်ဘူးဆိုတော့စစ်စီရဘူး။စနစ်တကျလေးနဲ့အစိုးရကအကောင်းဆုံးနဲ့စီမံပေးတာရှိပါတယ်။အဲ့ဒီနေရာမှာလေအခုပထမဆုံးအချင်းဆိုတော့လွတ်ချုံလေးစီးနေတယ်။ချန်ပါရလို့ပြီးတော့ဘာမှအထောက်အထားမရှိတာကိုခင်ဗျားတို့ဒါလို့တုံးလေးကလည်းစနေပဲလို့အဲ့ဒါကိုအစိုးရနေလို့ခင်ဗျားမှာစားထားတာပဲနော်အခုကတော့စနစ်တကျနဲ့အင်းမီအတွက်ကိုမိနိုင်ခိုင်းနေဆိုတော့ဘာမှကိုချန်နေမှာဘာမှမပြောဘူးဆိုတော့ခင်ဗျားထဲမှာအထောက်အထားမရှိတော့ပြီးလို့ရဘူးဆိုတော့အားလုံးတော့ပို့လို့လေအဲ့ဒီတို့ကြောင့်အခုကဧကတရားပဲနောက်ဒီနေ့မှာပဲဧက900ဆက်တဲ့ခွင့်မဲ့နေရမှာခုနပြောတယ်လို့မူဆိုပါဒီဝင်ထိုင်းဒီအဲ့ဒါကိုကြည့်ပြီးတော့ဇက်ွက်တစ်ခွက်ပြီးအဲ့ဒီရက်ွက်ကစင်းရင်တရားွက်ဖြစ်သွားတယ်ဘယ်တော့မှမလုပ်တဲ့မြို့လေးမထားဘူးအဲ့ဒီတို့ကြောင့်အခုကျန်တဲ့မြေွက်ခွင့်နေရမှာတကယ်ဗရိတ်နဲ့ကောင်းကောင်းလေးနဲ့တက်တက်ပြီးစောင့်နိုင်ရဆိုတာကိုအရှုံးချက်ခိုင်းဥပမာမြေွက်တစ်ထောင်ခွင့်နေ300လို့ကောင်းတဲ့နေရာအရှုံးချက်ခိုင်းဒီ20 30နဲ့ဥပမာအဲ့ဒီ300လို့ခိုင်းဒီ20 30နဲ့ခွင့်ရင်ပိုက်ဆိုင်ကတောင်းပနာရလာမှာအဲ့ဒီရက်ွက်တစ်ခုလုံးနဲ့ဒီရောက်ဒီ line ဒီအလိုအပ်တော့စနစ်တကျလေးလုပ်ပြီးနိုင်မှာအဲ့ဒီဇက်ွက်ဟာထားပါပြီးတော့တူးတဲ့ဇက်ွက်တစ်ခုဖြစ်နေနော်စေရတာအားလုံးကိုစုပါပြီးဘဝဒီကိုကိုလိုဝချန်ဒီကိုလုပ်ပြီးတော့ကဲပဲချိုးပြီးတော့လုပ်ပြီးတော့အဲ့ဒီဇက်ွက်ကစေရတာရက်ွက်ဆိုတော့ဒီစီမှာလုံးဝမဖြစ်နိုင်ဘူးအဲ့ဒီရက်ွက်ပါအဲ့ဒီတို့တော့အခုချစ်ပြည်နယ်မှာစီဝေးတမန်ကလည်းအင်ကောင်းဆောက်ချင်တယ်ပြီးတော့ကိုတာသမီးနိုင်ငံချက်ပါစီတဲ့ဘုရားလည်းအင်ကောင်းဆောက်ချင်တယ်ဆိုတာကတော့ဒီမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်ကြီးကအကောင်းဆုံးတွေကိုတုံးရပုံစံနဲ့ခွဲပြီးတော့အဲ့ဒီဥစ္စာကဘလို့ဒီတိုင်းခွဲပြီးမှာပဲသူတို့ချက်ထားတဲ့ရန်ကုန်နဲ့လိုင်းရောမြောင်းရောနော်အကုန်လုံးစနစ်တကျလုပ်ပြီးမှာပဲအဲ့ဒီရက်ကွာတကယ်တူတဲ့နော်တကယ်ဆိုင်ပြတ်တဲ့အနေနဲ့လို့ရမယ့်အတွက်ကြောင့်အားလုံးတိထားဖို့ပါတော့တကယ်လို့ဆိုတော့စည်ရသားမရှိတဲ့လူတွေမြေကွက်ရအောင်ချက်တာတဲ့လူတွေအင်ကောင်းကောင်းဆုံးနိုင်အောင်အဲ့ဒါကိုညံ့ညံ့တတလုပ်ပြီးမှအဲ့ဒီရက်ကွက်တကယ်တူတဲ့ရက်ကွက်ဖြစ်နေဆိုတာအားလုံးသဘောပေါက်ဖို့လိုတယ်အဲ့ဒီတို့ကြောင့်ဒီနေ့ပထမအဆုံးချစ်ပြီးနေဟာခါမှာကွက်တိပို့ပြီးတော့ကျန်တဲ့စီးမြုပ်တွေကိုလည်းအကောင်းဆုံးအစိုးရအနေနဲ့ပေါ်ဆောင်ပေးဖို့အစီအစဉ်ရှိပါတယ်အဲ့ဒီအတွက်ကြောင့်မင်းနိုင်တဲ့နေရာမှာဟောတဲ့နေရာမှာလူထုတွေကကိုရှိနော်မလောက်ပဲမဟုတ်တာလောက်ရတော့တကယ်ကဆိုတော့ကိုပဲနာအဲ့ဒီအတွက်ကြောင့်ဒီမှာရှိတဲ့တာဝန်ရှိတဲ့အစိုးရဖွဲ့လူကြီးတွေကလည်းတတိလုံးလုံးစနစ်တကျတဲ့အားလုံးလုပ်ပြီးမှအခုပထမဆုံးအချိန်ဖြစ်နေဒုတိယအချိန်မှာကတော့ခဏလေးပဲအခုလောက်တဲ့အစီအစဉ်တိုင်းကိုသူတို့ထပ်လုပ်ပြီးတော့သူ့ဟာသူကိုမိကွက်ဧက900နေစီကိုဖက်ချက်ကို900လောက်ချင်တယ်အဲ့ဒါကိုလေစေးတဲ့အကောင့်အချင်းပေါ်ပြီးမှတော့နော်ကျွန်တော်တို့ချစ်ပြီးနေပြတော့ဟာခါလူဝရှိကို3-4တောင်းလဲရှိတယ်နော်တင်းကနိုင်ဖြစ်ခါစီကိုရေးသမားတွေကလေဒီမှာလူစီရလာမှာစီ
စီးပွားရေးသမားတွေကလည်းနိုင်ငံတကာစီးပွားရေးသမားတွေဝင်လာပြီးမှဒီမြို့ဒီနေမြေဒီပြည်ဟာတူတဲ့ရတူတဲ့ကြောင်းနော် YouTube ပြည်သူတွေကဆက်ဝင်စားတာမှာကျွန်တော်တို့ချစ်တယ်ဟာခါမျိုးတွေတူတဲ့နဲ့ကျန်တဲ့မြို့တွေစီးမြို့တွေတူတဲ့မှု GDP မိအားအမြင့်ဆုံးတူတဲ့လာနိုင်နေဆိုတာကိုအားလုံးသဘောပေါက်ပြီးတော့နော်ဝါစီမဟုတ်တာဘူးလေမလုပ်ပဲနဲ့နော်အစိုးရရဲ့ဝိနည်းလူသားဆိုတာလောက်ဆောင်ချက်ပေါ်မှာအားလုံးဝဲကူညီပြီးတော့အကောင်းဆုံးနဲ့အကောင်အထည်ပေါ်မှာပါကျွန်တော်တို့ချစ်တူပြည်သူလူထုကပြည်သူတွေရဲဆိုတာကိုအားလုံးသဘောပြကြပါလို့နော်တာကြီးနေဒီချုပ်ပါအားလုံးပေါ်ချစ်တယ် မာစကာပြောကြားပေးပါတော့စစ်တီတဲ့လွတ်တော်ဥက္ကဋ္ဌကြီးအားကျေးဇူးတူးပင်တင်ရှိပါတယ်ရှင်။ဆက်လက်ပြီးအစီအစဉ်ရမဲနိုင်မိအစီအမံများကိုရှင်းလင်းတင်ပြပေးပါရန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကော်မတီဥက္ကဋ္ဌအားလေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်။ ဒီစားတဲ့ချင်းပြည်စွာပုံကြီးချုပ်ချင်းပြည်တော်ထမ်းချင်းပြည်စွာပုံကြီးဌာနဆိုင်ရာကြီးကကျွန်တော်ဒီနေ့ဟာကမျိုးပြဖို့တဲ့ဒီကတိဟာနေရာချထားနေတာပါမင်းနိုင်ချင်းခံတဲ့ရောက်လာတယ်မင်းနိုင်ကိုရှိသူများပြေးလာတယ်များသူတို့ကျွန်တော်မင်းနိုင်ချင်းကိုကြီးချက်တက်တဲ့ကြံတဲ့ဂျူလီလူချင်းများအားလုံးကိုမင်္ဂလာနားလည်ခင်မှာလည်းဆက်တာပါလေကျွန်တော်တို့အရေးကြီးတဲ့မူဝါဒပိုင်းညာကိုကျွန်တော်တို့ပြင်နေဒီကျိုးနဲ့ပြည်သူတို့တာဝန်ကအမြင့်ရှိဖြစ်ပါလေကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့ကဆောင်ရွက်မှုပိုင်းဆက်လက်ဆောင်ရွက်တဲ့ပိုင်းကိုရှင်းပြရပါမယ်ဖြစ်ပါလေ2020ကတော့စီနီယာဟာကာမြို့ရဲ့မြို့ပေါ်ဟာကာမြို့နယ်လူကြီးဟာဒေတာရှိတာဖြစ်ပါတယ်မြို့ပေါ်လူကြီးဟာ2000-4926ဆိုတော့မြို့ပေါ်လူကြီးဟာ2000-5000ဖြစ်ပါတယ်အင်ချီ9000ဒီမှာဖြစ်ပါတယ်အင်ချီ9000ဒီမှာမှာအင်တန်အင်ချီဟာ1000ဒီမှာရှိတယ်အင်တန်မိသားစုနော်ဟာကာမှာရာရောက်ရှိပြီးတော့အမြဲတမ်းရွှေ့ပြောင်းနေတဲ့မိသားစု9000ဒီမှာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်ဟာကာဒီတာခံကျွန်တော်ပြောရမယ်ဒီအတွက်ဟာ2000ဝန်ကျင်ရှိပါတယ်အဲ့တော့အဲ့ဒီထဲမှာကျွန်တော်အဲ့ဒီထဲကနေပြီးတော့မှဦးအိမ်ပိုင်ဆိုင်မှုမရှိတဲ့နိစ္စရသူတို့ကတော့ကျွန်တော်အိမ်ငါးဖြစ်တော့နေထိုင်ပြီးတော့မှစင်းလုံးပါတော်တာဆိုရင်ဒီနေချတာကျွန်တော်ချင်းဆိုတာကိုယ်ရဲ့အန်ဂျင်ဟာကာလူကကိုဒီစင်ကြီးပုံတည်နေဆောင်ကြည့်ကြပါဒီလိုဆောင်ကြည့်ကြမှာကျွန်တော်တို့40လောက်မှပို့စီရမှာဒုချက်ဖွဲ့စည်းဖို့ဆောင်ကြည့်စားတပိုင်းဖြစ်ပါတယ်အခုကျွန်တော်တို့ဖွင့်နေတဲ့ရုပ်တရက်ပုံရှိဒီကတင်ရဟာဆိုလို့ရှိရင်လက်ရှိရုပ်ပြနေနေခုအတွင်းမှာခုနေ့တော့ပို့စီရမှာတဲ့ရှိတယ်ဒီမှာဖြစ်ပါတယ်ဤကတရားနဲ့၄ဤကဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလွယ်ကူဤကတရားဒီကျွန်တော်ဟောနေတာဖြစ်ပါတယ်အဲ့တော့ဤကတရားကိုတည်းဟာမြုပ်ဖြစ်တဲ့ကိုဒီမှာအဓိကတည်ရှိဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုကျွန်တော်ဒီကွက်နေရာချထားနိုင်ဖို့အတွက်ကိုအရင်ဆုံးကျွန်တော်နံပါတ်1ဆင့်ဒီဤကတရားအတွင်းမှာနေအသုံးချမှုကိုကျွန်တော်စစ်စစ်ပါတယ်မြေသုံးချမှုဘယ်သူသုံးနေလဲတော့သုံးနေတဲ့ပုံပုံများဟာဘယ်လိုမျိုးအထောက်အထားမျိုးတွေသုံးနေမှာလဲဆိုတာကိုကျွန်တော်စစ်စစ်ဒီကိစ္စကိုဆောင်ရွက်ပါတယ်စစ်စစ်ပြီးတဲ့အခါမှာကျွန်တော်မြေသုံးချမှုကိုသိရှိတဲ့အခါမှာညီနိုင်တဲ့အဆင့်ဒုတိယအဆင့်ကိုဆောင်ရွက်ပါတယ်ညီနိုင်တဲ့အခါမှာရသနာထိုက်တဲ့ပုံပုံများကိုပေးနိုင်ဖို့အစားထိုးပေးနိုင်ဖို့ခြံလက်ပြီးခြံလက်ထားထိုက်တဲ့နေရာကိုခြံလက်ထားနိုင်ဖို့ဒါတို့စစ်စစ်အစိုးရအနေနဲ့စီမံခန့်ခွဲပိုင်ခွင့်ပြည်သူ့ဝရှိတယ်ဆိုတော့တွေ့ရှိတယ်မ
နေရာတွေကိုကျွန်တော်ကအကွက်ရိုက်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်စင်တင်နေတော့ကျွန်တော်ဆောင်ရွက်တဲ့အခါမှာနောက်ဆုံးထွက်လာတဲ့အရေးအတွက်နော်ကျွန်တော်ပုံမှန်နေတင်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်အကွက်လွတ်ပြတဲ့ဝေးစဌာနရဲ့ရုံးချုပ်ပညာရှင်များကိုယ်တိုင်မြေစင်းစဌာနကပညာရှင်များကိုယ်တိုင်သိစိတ်တွက်ချက်ပြီးတော့တိုင်းတာတဲ့အခါမှာအကွက်ပေါင်း195အကွက်လောက်မြေပုံမှာဆွဲနေတာ195ဆိုမြေပုံမှာဆွဲနေတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့မျိုးအဲ့ဒီကတရားအတွင်းမှာကျွန်တော်မိမိတို့အစီအစဉ်နဲ့ဆောက်လုပ်နေထိုင်ကြတဲ့နေထိုင်ဆောက်ထားတဲ့အဆောက်အဦ30လုံးအပါအဝင်ပုံစံခွန်တို့ပုံစံတစ်တို့နဲ့လက်ရှိစပြည့်ချန်တို့နော်ဆောက်လုပ်နေရှိပင်တို့စိုက်လို့ဖြစ်ထွန်းနေတယ်အကွက်တွေကျွန်တော်ပြန်ဖယ်တဲ့အခါမှာကျွန်တော်စကားတင်အကွက်နေရာကျန်ဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မို့ဒီနေ့ကျွန်တော်မင်းနဲ့နေရာမှာအကွက်နေရာအခြေခံထားတော့ကျွန်တော်မင်းနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်သွားတဲ့အတွက်ကျွန်တော်2019ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ရှောက်လာစတယ်ဟုတ်တာဖြစ်ပါတယ်။ဒါရှောက်လာခေါ်တဲ့အခါမှာကျွန်တော်အမျိုးအစား၄မျိုးခွဲပြီးတော့ခေါ်ရတာဖြစ်ပါတယ်။နံပါတ်1ကတော့စီရင်ဝပါပြီးတော့နော်ဦးအိမ်အခြေကြဦးအိမ်ပိုင်ဆိုင်မှုမြေပိုင်ဆိုင်မှုမရှိတဲ့ပုံစံမှာဥဆောင်တဲ့မိသားစုများနံပါတ်2ကစီရင်ဝပါပြီးတော့မှဦးအိမ်မြေမရှိပြီးတော့အငြိမ်းစားမှုများစစ်မှုထမ်းအောင်များနံပါတ်3ကတော့စီရင်ဝပါပြီးတော့ဦးအိမ်မြေနေရာမရှိတဲ့တိတ်ခါတော်ရတိတ်ဆရာများနဲ့နံပါတ်4ကတော့စီရင်ဝပါပြီးဦးအိမ်မြေပိုင်ဆိုင်မှုမရှိတဲ့အိမ်ငါမိသားစုများဆိုတော့ဒီဥစ္စာဒီခုခွဲပြီးတော့ကျွန်တော်ရှောက်လာပြီးရဖြစ်ပါကျွန်တော်ရှောက်လာမရောက်ပါဘူးရှောက်လာများကိုလွတ်လပ်စွာပြီးကျွန်တော်ရယူတော့ရှောက်ထားပြုခဲ့တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီခုကျွန်တော်ဒီကံတရားမှာနေရာချထားပြီးတဲ့အခါမှာစီရင်တော်ပါပြီးတော့မှအိုးအိမ်ညီမရရှိတဲ့တော်သူများပထမဦးစားပြီးကျွန်တော်နေရာချထားပြီးဆောင်ရွက်တာဖြစ်ပါတယ်အဲ့ဒီဟာဒီလက်ရှိအစိုးရရဲ့ proposal policy လို့ခေါ်တယ်စီရင်တော်ပါဒီမိသားစုများအရင်ကိုကြီးဆောင်ရွက်ပေးနိုင်တဲ့အတွက်ကျွန်တော်ဆုံးဖြတ်ပါတယ် proposal policy ရဆောင်ရွက်ဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာကျွန်တော်အထူးသဖြင့်ဟာခါမြို့မှာအနည်းဆုံးနှစ်နှစ်ဒီခိုင်များဖြစ်ရမယ်ဆိုတဲ့စီကံချက်ကိုကျွန်တော်တတ်မှတ်ထားပါတယ်ပြီးတော့မှဝန်ထမ်းများလက်ရှိတာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းများလုံးဝရှောက်ထားပြီးမရှိလို့ကျွန်တော်ထားတယ်ဒါကျွန်တော်တတ်မှတ်ထားပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီရှောက်ထားပြီးရှိများအားလုံးဟာခါမြို့မှာအနည်းဆုံးနှစ်နှစ်နေထိုင်တော်သူများဖြစ်ရမယ်ဆိုတော့စီကံတတ်ချက်ဖြစ်တဲ့အတွက်ကြောင့်အဓိကနေရာချထားပြီးတဲ့အခါမှာဟာထားဒီကခံများအဓိကဥတည်ပြီးတော့ကျွန်တော်ရှောက်ထားပြီးပြုလုပ်ဖြစ်ပါတယ်ဆိုကြအောင်ပေါ်ပြပါတယ်အဲ့တော့ဒီလိုပြီးတဲ့အခါမှာကျွန်တော်အစိုးရအဖွဲ့ဝင်ပြည်ထများတော်လကောင်းတွတ်တော်ကိုများတော်လကောင်းဌာနဆိုင်ရာကြီးကဲများတော်လကောင်းလုံးဝနော်ပါဝင်ခြင်းမရှိဘူးဆိုတာမျိုးပဲဒါကျုပ်ချက်တော့တင်ပြတော့ပါတယ်ကျွန်တော်73ရက်17လ2019ကနေတော့12ရက်တလ2018တလဒီရပောင်း30တိတိကျွန်တော်ရှောက်ပါခေါ်ရတဲ့အခါမှာရှောက်ထားမှုစုပေါင်း1196ဖြစ်ပါတယ်အဲ့တော့ဘုဆုမအစုမှာ309အငိမ့်စား195အိမ်ငါ990နဲ့တိတ်ခါတော်ရဆရာတော်များ120ဖြစ်ပါတယ်ဒီရရှိတဲ့အိုးအိမ်မရှိသေးသောအရေးအတွက်1196ဆိုတဲ့အရေးအတွက်ကိုဟာ
한칸 묘의 나타부터 셀리 어가운시야 시의 유비 인타운스 아치니네 저도 그냥 나이시네 가마 나이시네 가마 디디드레ဖြစ်တဲ့ဒီတွေ့ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တောင်းတရရှိဖြစ်ပါတယ်ဒီချက်များသွားတယ်နောက်ထပ်ကျွန်တော်ဘာလို့ပြောလဲဆိုတော့urban disharmony urban disorder လို့ခေါ်တယ်မြို့ပြမတည်ငြိမ်မှုဖြစ်လာတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်သိရှိရတဲ့အချင်းတစ်ထောင်အိမ်ဦးအိမ်နေရာဘာမှမရှိဘူးဆိုတော့အကြီးအတွက်တစ်ထောင်ဆိုတဲ့တဏ္ဍာလက်ခံနိုင်ဆိုတာရှိတယ်အရေးအတွက်ဖြစ်တယ်ဆိုတာကျွန်တော်လူမှုဒီမျိုးပြစီမံခန့်ခွဲမှုဒီပညာရတို့လက်ခံထားတာဖြစ်ပါတယ်တကယ်လို့ကြုံကြိုက်လို့ဒီပြလာတာဟာခါမှာအိမ်မဲ့2000လောက်3000လောက်ရှိသွားတယ်လို့ပြောရင်ဒါနောက်ထပ်မလူလားတဲ့ဒီအဝဲသုံးစားမှုပိုင်းကိုအလွယ်တကူဖြစ်သွားတယ်ဆိုတာဖြစ်ပါတယ်အဲ့တော့တားတော့ကျွန်တော်တို့ဒီနေ့ရှင်းနေကြတာပါဘာဖြစ်လို့စီဟာခါရဲ့ဒီဟာ2014ကောင်စီရကျွန်တော်စီစစ်ပါကျွန်တော်ရှော့ပါစီစစ်တဲ့ပွဲလေးကြီးကြီးဖြစ်မတတ်ရပြပါခင်ဗျာဦးဆောင်မလို့ရှော့ပါစီစစ်တဲ့ပွဲဖြစ်ပါโอเคဒါဥပဒေလေးဒီကျွန်တော်စီကိုဒါစီစစ်တဲ့ခါမှာကျွန်တော်ဌာနစီစစ်တာမဟုတ်ပါဘူးမြို့မြို့ဖတ်အဖွဲ့ဥပဒေဆောင်မှုတော့ရက်ွက်အတိအမှဒီ shop ဝါရှင်များဒီတေချာတိရှိကောလူများနဲ့စစ်စစ်ပြီးတဲ့အခါမှာနောက်ဆုံးကျွန်တော်ဒီနေ့မဲနိုင်ပြင်ရှိတယ်နော်အမေရိကန်မန်မာလေးဆိုတဲ့ဒီအတွက်က830ရရှိတာဖြစ်ပါတယ်380ကတော့ဖြစ်ရှောက်တာမန်တော်လည်းပဲနော်ဒါတော့ကျွန်တော်ရတဲ့ရထိုက်တဲ့အချိန်မှာပါလို့ဆိုတော့စစ်စစ်ပြီးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဟာကမျိုးမှာဒီထိုင်တဲ့နော်မြို့ပြမာနီထိုင်တော့ဒီနေရာအခြေကျနေရာလေးတော့အရေးအတွက်830ဖြစ်တယ်ဆိုတာ figure နောက်ထပ်စစ်စစ်ပြီးတန်းတန်းတူရတာဖြစ်ပါတယ်။ဒါဒီကနန်းကကျွန်တော်တို့ပို့ပြီးတော့ဟာခါရဲ့ဒီဦးအိမ်နေရာအခြေကျမရှိတော့သူများရဲ့စီးပတ်သက်ပြီးကျွန်တော်လက်ရှိနေထားမှာနော်ကျွန်တော်အချင်းပြနိုင်တဲ့စီးအချက်တွေဖြစ်ပါတယ်။အဲ့တော့တစ်ဖက်ကလည်းအင်ဂျီ9000နဲ့ပြန်နိုင်ရှိတဲ့အခါမှာလူကြီး2000ပဲအင်ဂျီရှိတာရှိတာတွေ4000အဲ့ဒီနဲ့ပြန်နိုင်ရှိတဲ့အခါဒါဒီလက်ခံနိုင်ပဲဖြစ်တဲ့ဦးရဲ့နိစ္စတွေအချက်တွေဖြစ်နေဆိုတော့စီစီရရှိဖြစ်ပါတယ်။အဲ့တော့ရှော့နာတာ1196မင်းနဲ့ခင်ရှိတာ814ကျွန်တော်မင်းနဲ့ခင်ရှိတာ380နှစ်အဲ့ဒီထဲမှာကျွန်တော်မင်းနိုင်နေဒီအတွက်ကျွန်တော်ချထားပြီးနေဒီအတွက်နေရာဖြစ်တဲ့ကြောင့်ကျွန်တော်အထူးစားလိုက်အချိုးပြန်ချလိုက်တဲ့အခါမှာမုတ်ဆုမစီးမှာမင်းနဲ့ခင်ရှိနေရသေးတယ်ဖြစ်ပါအရေးအတွက်နေရာနဲ့အချိုးချတဲ့အခါမှာသူရတဲ့အထူးက60အကွက်60ဖြစ်ပါတယ်အကွက်နေ60အငင်းစားအစုမှာမင်းနဲ့ခင်ရှိတာ90ဖြစ်ပြီးတော့အကွက်နေရာမှာချိုးချလိုက်တဲ့အခါမှာသူက24ကွက်သူတို့ခွဲလိုက်ရပါတယ်အိမ်ကမင်းနဲ့ခင်ရှိ392ကိုအကွက်နေရာနဲ့ကျွန်တော်အချိုးချလိုက်တဲ့အခါမှာသူ့ရဲ့ခွဲတန်း96ကွက်ဖြစ်ပါတယ်တိတ်ခါတော်များဆရာတော်များမင်းနဲ့ခင်ရှိ80ကိုကျွန်တော်အကွက်နေရာနဲ့ပြန်တော့အချိုးချလိုက်တဲ့အခါသူ့ရဲ့ခွဲတန်းကအကွက်20ဖြစ်ပါတယ်အဲ့ဒီတို့ကြောင့်ဒီနေ့ကျွန်တော်မင်းနဲ့ခါမှာမုတ်ဆုံမှာနေရာ40ကအကွက်60နိုင်ဖြစ်ပါတယ်နော်ခွဲတန်း60အတွက်နိုင်ရမှာဖြစ်ပါတယ်အငင်းစား99က24ရာနိုင်ရမှာဖြစ်ပါတယ်အိမ်နာ392က96ရာနိုင်ရမှာဖြစ်ပါတယ်တိတ်ခါတော်ရဆရာတော်များတဲက80ကအကွက်20နိုင်ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လူ824ယောက်ကနေရာကိုပဲနိုင်ရတယ်လို့ကိုယ့်ရဲ့အစုအလိုက်နော်ရရှိတဲ့ခွင့်အပေါ်မင်းနိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အစုအဖွဲ့တစ်ခုချင်းလိုက်ရနိုင်ချင်တာပိုး၍နော်အလားအလာတောင်းတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ရှင်းပြပြရပါတယ်
그래서 저는 이고 아카메 빼다 뭐고 빼만 뭐고 소리 사고 타다만 저는 뒷변에 소바이네 또 다들 신기하게ဖြစ်ပါတယ် 저는 이제 그 빼라는 얘기 라가 카메 빼라가 뭐고 땀마차에 넘타는 빼도야ဖြစ်ပါတယ် 또 배로 짬에 소리 책이 저는 소와 포에네 시즌이 세게ဖြစ်ပါတယ် 또도 레벨 저는 세노 바레 미다스냐 띠비오 이외 상회나ဖြစ်တဲ့အတွက်ကြောင့်မတန်မှเนาะကျွန်တော်တို့ဈေးနှုန်းမြင့်မားစရာအကြောင်းမရှိပါဘူးတတ်မှတ်တဲ့နှုန်းထားကျွန်တော်တတ်နိုင်တဲ့ခါခါမှာကျွန်တော်ဒီ target ဥတီရဲ့အုပ်စုတွေပေးသွင်းနိုင်တဲ့ကျိုးကြောင်းစီတော်ရဲ့တင်တင်ရောက်ပတ်တဲ့နှုန်းထားများဖြစ်နိုင်ကြောင်းကျွန်တော်အနေနဲ့ရှင်းလင်းတင်ပြပါမယ်ဒီခါမှာနောက်ထပ်ဖြစ်လာနိုင်ခြင်းရှိတာကမြင်နေရရပြီးတော့မှဈေးတတနဲ့နော်တနဲ့ကျွန်တော်ပြီးပြီးတော့ရရှိတဲ့ညီနဲ့ပတ်သက်ပြီးကျွန်တော်အနည်းဆုံး10နှစ်ပါလွယ်ပြောင်းခြင်းရောင်းချခြင်းမရှိရပါဘူးခင်ဗျာဒါကတော့ခဏနေကြရင်ကဲလို့ချုပ်ပြီးလို့ကဒါအဲ့ဒီလုံထုံလို့ပြီးစီကံပိုင်းပြောပါလိမ့်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ဟာခါမျိုးမှာခုချထားပြီးတဲ့ကိစ္စဒီစင်းရတော်ဘာလို့ဟာခါဒေတာကမင်းများရှိတော်သူများအတွက်အတိကကြီးဝေးပြီးဆောင်ရွက်ပေးတာဖြစ်တယ်လို့တစ်ဖက်ကလည်းဟာခါရဲ့မြေစည်းတွေဟာတစ်ကွက်ကိုတိတ်100နေရာကနေတိတ်1000ထိဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြေကွက်တွေဟာအလွယ်တကူနော်စီဝိုင်းသမားတွေငွေရှင်ကြီးရှင်လက်ထဲရောက်သွားပြီးတကာလကျွန်တော်မရှိစင်းရနေတာထပ်ပြီးတော့နော်ကျွန်တော်ဒုက္ခရောက်နေပါတယ်အဲ့ဒီတော့ကြောင့်အနည်းဆုံး10နှစ်ကိုတော့ဖြစ်နေလွယ်ပြောင်းခြင်းနော်ရောင်းချခြင်းမပြုတ်ဖို့ကျွန်တော်ပေးမှာဖြစ်ပါတယ်ဒါကတိစာချုပ်ချုပ်အောင်ဖြစ်ပါတယ်အဲ့တော့ဒါမှန်တာလေကျွန်တော်တကယ်ဟို poor policy လို့ပြောတယ် non parent မိသားစုတွေအတွက်မြေယာပိုင်ဆိုင်မှုအမှန်ကန်ချက်ရှိမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တွေ့ပါတယ်ကြားလိုက်ပါတယ်မြင်လဲမြင်ပါတယ်မဲတိုက်ပြီးအပြင်ရောက်တာနဲ့နော်ဟိုနှစ်ဆသုံးဆပြီးတော့ဝယ်ဖို့ရကြိုးစားနေတော့သူများရောင်းချရပြင်ဆင်နေတော့သူများကျွန်တော်အနေနဲ့ယခုတရားဝင်တတိပေးပါလေလုံးဝခွင့်မပြုပါဘူးအဲ့ဒါမျိုးတွေ့ရှိတယ်ဆိုလို့ရှိရင်ဥပဒေနေထီရရောက်ကျွန်တော်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါလေအဲ့ဒါမျိုးကိုတွေ့ရှိတော်သူများကြားသိတော်သူများရှိတယ်ကျွန်တော်တို့စီကိုအချိန်လေးလာတော့တိုင်တန်းလို့ရပါတယ်တိုင်ကြားလို့ရပါတယ်ဆိုတဲ့အကြောင်းပေါ်ပြပါမယ်တင်ပြပါမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်မြေကိုအများကြီးဖွင့်လိုက်တဲ့အခါမှာနောက်ထပ်ဖြစ်လာတဲ့ရှိတဲ့ကိစ္စကမြေကစားတဲ့ကိစ္စကမြေကွက်ရောက်တဲ့ကိစ္စဖြစ်ပြီးတော့နောက်ဆုံးမှာမရှိစင်းတဲ့လူကဒုံရင်းတွေကြံခဲ့တဲ့ပုံပါအဲ့ဒီအတွက်ကြောင့်ဒါမျိုးမဖြစ်အောင်အထူးဖြင့်ကျွန်တော်အစိုးရဘက်ကစနစ်တကျပြင်ဆင်ဆောင်ရွက်ထားသလိုကျွန်တော်အနည်းဆုံးစနစ်နော်ဟိုလွယ်ပြောင်းခြင်းရောင်းချခြင်းပြုမှာမဟုတ်ဘူးဒီလိုမျိုးဆောင်ရွက်တဲ့ကိစ္စမျိုးဆောင်ရွက်တဲ့ကိစ္စကိုတွေ့ရင်လည်းထိရောက်ရင်းယူသွားမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးဝိုင်းဝန်းပူပေါင်းပါဆောင်ရွက်ပြီးကျွန်တော်တင်ပြထားပါတယ်တစ်ဆက်တည်းမှာပဲဒီနေ့စီစစ်ပြီးတဲ့လူ114ခုနဲ့ချထားပေးနိုင်တဲ့ဒီအတွက်ကနေရာပဲဖြစ်ပါတယ်ကြံရင်ထောင်စုများကိုတော့အစောပိုင်းကကျွန်တော်ဝန်ကြီးချုပ်ကြီးရောလွှတ်တော်ဥက္ကဋ္ဌကြီးရောမူဝါဒပိုင်းရှင်းလင်းအသိပေးပြောကြားဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့ဆက်မှန်ပြီးတော့ကျွန်တော်ဤက900လောက်ရှိမဲ့ညီနေရာမှာထပ်မှန်ပြီးတော့ကျွန်တော်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကြံရှိပြီးတော့သူများကိုနော်ဦးစားပေးကျွန်တော်ချထားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီနေ့နေရာမရတဲ့မဲနိုင်တဲ့ခါမှာပါမသွားတော့သူများလည်းပဲစိုးရိမ်ကြတာမရှိပါဘူးနော်စောလာနဲ့နောက်ကျတာလည်းရှိပါမယ်နော်နည်းနည်းတင်းရောက်ပါတာတင်းရောက်ပါတဲ့တန်ဖိုးနဲ့နည်းနည်းဟိုနော်ဘယ်လိုပြောမလဲဟိုပေးသွင်းရတဲ့အခါချင်းတွေနည်းနည်းပို့သွားနိုင်တာဒါပဲရှိမှဖြစ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်လက်ရှိနေတဲ့114ဒီပြုစီစဉ်ပြီးသား114ဆိုတဲ့ကဏ္ဍပေါ်မှာအခြေခံတော့ကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကြုံကြုံပြောချင်တာကဟာခါမှာ
ညီမဲ့အိမ်မဲ့နော်အရေးအတွက်2000-3000ရှိတယ်လို့ပြောရင်ဒါလုံးဝမမှန်ဘူးဆိုတာတော့ကျွန်တော်အတိအကျပြောလိုက်ပါမယ်။ဘာလို့ကျွန်တော်ဒီရှိရဆိုတဲ့ဒီအတွက်ကိုတွက်ချက်တဲ့အခါမှာမြို့ပြညင်ညာစီမံခန့်ခွဲမှုသူ့ရဲ့ကျွန်တော်နီးပညာရဲ့ပိုင်းကကျွန်တော်စစ်ပြီးတော့ကျွန်တော် formula တွေကိုထည့်တော့ထွက်လာတဲ့အရေးအတွက်ဖြစ်တဲ့အတွက်ကြောင့်မို့နော်ကျွန်တော်တကယ်လို့များဟာခါမှာနေရလေးလူ2000အင်းချင်3000ရှိတယ်ပြောရင်ညီကစားတော့မယ်သူတွေနော်ဝိသမလောဘသားတွေကလှုပ်ရှားနေတယ်လို့ကျွန်တော်အတိအကျပြောလိုက်တိုးတော်သူရှိတာတော့အပြင်ကလာတဲ့စပီကရှင်းရှင်းလေးဖြစ်ပါတယ်နော်နိုင်ငံခြားမှာနေတဲ့လူတွေပြန်လာခြင်းနဲ့အိန္ဒိယမှာနေတဲ့ပြန်လာခြင်းဒါကလုံးဝရှင်းနော်အပြင်ကနေလာပြီးတော့အခြေချတာဖြစ်တယ်အငိမ့်စားကတိုးတော်ဥပဒေတင်ပြခဲ့တယ်လို့အငိမ့်စားတွေပြန်လာခြင်းဆိုရယ်အဲ့ဒီချက်ရှင်းရှင်းလေးဖြစ်ပါဒါအပြင်ကနေအထဲဝင်ဖြစ်ပါလက်ရှိဟာခမ်းမျိုးမှာနေထိုင်တဲ့အထက်ကနေတော့အိမ်3000ဆိုတဲ့အထိမရှိပါဘူးဆိုတဲ့အကြောင်းကိုကြုံကြိုက်တယ်ကျွန်တော်ဒီပြီးရှင်းတင်ပြရပါတယ်ကျွန်တော်မဲမဲ့အစီအစဉ်ကတော့20နိုင်ရမှာဖြစ်ပါတယ်ပထမတစ်ဆင့်ကတော့ရမရမဲနိုင်မှာဖြစ်ပါတယ်ရမရမဲနိုင်တဲ့အခါမှာကျွန်တော်ခဏနေတဲ့အသေးစိတ်ရှင်းပါလိမ့်မယ်ကျွန်တော်ဒီဘက်နည်းနည်းလေးပို့ပေးပါဦးမဲနိုင်တဲ့ကလေးဒီအောင်လေးဒီဘက်နည်းနည်းပုံစံလေးနော်အဲ့တော့မဲနိုင်တဲ့အခါမှာကျွန်တော်ဒီဘက်မဲကုန်တခုရှိပါတယ်ဒီထဲမှာကျွန်တော်ဘာမှမရှိပါဘူးဘာမှမရှိပါဘူးအဲ့တော့ဒီထဲမှာကျွန်တော်ပထမဆုံးမဲနိုင်မှာဆရာတော်များတိတ်ခါတော်ဆရာတော်များနော်ဒါနဲ့ပြည့်နေဖြစ်ပါမဲနိုင်ဖြစ်ရှိသူများစီးကိုကျွန်တော်ဖတ်ပြတော့ဒီထဲမှာထည့်ပြီးဒီထဲမှာ84ကိုထည့်ပြီးမှာဖြစ်ပါတယ်အဲ့ပြီးတဲ့အခါမှာဒီဘက်မှာကျတော့ပေါက်မပေါက်နော်ပေါက်မပေါက်ဖြစ်ပါတယ်ဒီထဲမှာနော်ဒါဒီထဲမှာလည်းဒါဒီထဲမှာရမရဖြစ်ပါသူ့ရဲ့ခွဲတန်းက20ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပေါက်မဲက20ဖြစ်ပြီးတော့ဗလာမဲက64ခုဖြစ်ပါတယ်အဲ့ဒါကိုဒီထဲမှာထည့်ပြီးဖြစ်ပါတယ်အဲ့ဒီအခါမှာကျွန်တော်ဒီဘက်ကနော်ဒီသမီးကနော်သမီးဖြစ်နိုင်ရင်တတ်နိုင်တဲ့လက်ကိုဒီလောက်ထိနော်သမီးလက်ထဲမှာနော်ဖဲသမားတွေလို့မကစားနော်နော်ဒီလိုပတ်လိုက်ဒါမှချွတ်ထားလိုက်တယ်အဲ့ဒီဟာကိုနော်ရှင်းရှင်းလေးလေးမြင်ရလေကောင်းတယ်နော်တစ်ပတ်တွေပဲဖြစ်လိုက်နော်ဖြစ်လိုက်သမီးတစ်ပတ်တွေဖြစ်လိုက်မလို့ဘူးနော်ဟုတ်ပြီသမီးလက်မှာဘာမှမရှိဘူးဆိုတာရှင်းနေရမယ်နော်ဒီထဲမှာဖဲသမားတွေရှိတယ်လို့ပြောတာသိတယ်အဲ့တော့ဒီဟာနိုင်ပါနိုင်ပြီးတော့နာမည်တစ်ခုပေါ့နာမည်တစ်ခုထွက်လာပါမယ်ပြီးဒီဘက်ကဒီလေးကိုလိုက်ဟုတ်ပြီပြတော့ဘက်ကသမီးကနိုင်ပါနော်ရတယ်ဆိုလို့ရှိရင်အဲ့ဒါရပါလေမရဘူးဆိုမရဘူးနော်တခါလေးဖြစ်ပါအဲ့တော့ဒါမျိုးပထမအဆင့်ဖြစ်ပါတယ်အဲ့လိုမျိုးနာမည်နိုင်မယ်ဒီဘက်ပေါ့နိုင်ဒါပထမအဆင့်ဖြစ်အဲ့တော့ဒါအကုန်ရသွားပြီးတော့အပွင့်နေရသွားပြီဆိုတော့ဒုတိယအဆင့်ဒီဘက်မှာပေါ့မဲတဲ့အားလုံးဒီထဲမှာထည့်ပြီးဖြစ်ပါတယ်အဲ့တော့ဒီထဲမှာပြီးတော့မှအဲ့ဒီနေရာကိုဒီထဲမှာပြန်ထည့်ပါမယ်ပြီးတော့မှဒီထဲမှာမထည့်လဲဆိုလို့ရှိရင်အကွက်အမတ်နော်ကျွန်တော်ထည့်နေမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကပေါ့မဲပေါ့ဘီတန်ဒီကနာမည်ပြီးတော့ဒီဘက်ကဗာလဲအကွက်နံပါတ်နိုင်ဖြစ်ပါတယ်အဲ့ဒီပုံစံကျွန်တော်နိုင်သွားတယ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တင်ပြလိုပါတယ်ဒီလိုနိုင်တဲ့အခါမှာကျွန်တော်တို့ယူရီပေါ့အတိတ်ကများနေတဲ့ကျွန်တော်တို့ပြုတ်ဖများကျေးဇူးတင်ပါပြတိုက်ရပါခုဆရာမနော်ခုဆရာမဦးရာအောင်ဦးကျုံဦးရမ်လျဲနော်ဦးပွေလျဲဘယ်သူပါလဲကျန်တယ်ဦးနော်အဲ့တော့ဒီပုဂ္ဂိုလ်များကဂျူရီစနေတဲ့သူတို့ဒါတစ်ခုချင်းစစ်တယ်ဖြစ်ပါတယ်အဲ့တော့ရံပြကိုတခါလေအများကြီးအောင်တခါလေဒီထဲမှာဦးဖရန်ဒွန်နော်ပေါက်တယ်ဆိုတခါလေအမှန်ချိမပေါက်ဘူးဆိုတက်ချစ်ကတခါလေဒီမှာလည်းတင်သွားပြပါမယ်ပြီးတော့မှ
ယူရီတွေလည်းထက်ပါလေမတက်ရတဲ့ဆောင်ရွက်ပါကျေးဇူးပြုနော်ယူရီတွေလည်းထက်ပါလေသူတို့ရမရအကုန်လုံးရှိပါအဲ့တော့သူတို့တခါလေလူ9ယောက်ကမတန်းတခါလေလူကြီး9ယောက်ကတခါလေမတန်းယူပြီးမှဖြစ်တယ်လို့သူတို့တခါလေမြင်အောင်ဒီမှာလည်းပြင်ပြီးမှဖြစ်ပါတယ်တကယ်လို့မတန်းကျင်တဲ့အခါမှာတစုံတရာလွဲချော်တာရှိနေပဲဒီမှာရှိတော့သူကတခါလေကျွန်တော်ကြည့်လို့ရပါတယ်ကျွန်တော်ဒီမှာမီဒီယာရှိပါတယ်နော်မီဒီယာရှိပါတယ်ကျွန်တော် live ကလည်းလုပ်လိုက်ရင်တက်ရက်တွေ့ပေးပါဒါရှိပါတယ်ဆိုတော့ဒါပြီးတာနဲ့ဒီဟာကိုတခါလေကျွန်တော်စက်တက်ကပြည့်လို့ပြီးတော့လူကြီးတွေတခါလေလက်မှတ်ထိုးတော့တခါလေမတန်းပြင်ဖြစ်ပါသေးတယ်အဲ့ဒီတော့ကြောင့်မလို့ဒီအကွက်နေရာကျွန်တော်မင်းတိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးနော်ပွင့်လင်းနေတာအရှိဆုံးနဲ့ကျွန်တော်ဆောင်ရွက်ပေးတော့မယ်ဆိုတဲ့အကြောင်းသိနေကြတယ်ပါလေဒီကောင်ချုပ်အနေနဲ့ကတော့ဒီနေ့ကျွန်တော်ဆောင်ရွက်တဲ့အခါမှာကျွန်တော်ပြည်နယ်ဝင်ကြီးရောပြည်နယ်တို့ဖတ်ကြီးတို့အမရှိတဲ့အတိုင်းပဲပွင့်လင်းနေတာရှိရှိနဲ့ကျွန်တော်ဆောင်ရွက်ပေးတာဖြစ်တယ်လို့နော်ဒီဒီတစိုးတဲ့ဆောင်မှာပေးစီရမလို့တဲ့နေရာချထားမှုဖြစ်ပါလေကျွန်တော်ဟာကားသူဟာကားသားများကျွန်တော်ဝိနေအချင်းကြရရှိနိုင်ဖို့အတွက်ကျွန်တော်စူးစမ်းဆောင်တဲ့အခါမှာကျွန်တော်တစ်စိတ်ပြီးတစ်စိတ်ဆက်ရှိလက်ရှိနဲ့ဆောင်ရွက်ကြရတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့နော်ကျွန်တော်နည်းနည်းဒီပါအချိန်ကြာပြီးသွားတဲ့အနေအထားဖြစ်တော်လည်းပဲစနစ်ကျညီနိုင်ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ဒီကတရားတွင်းမှာနော်အကြောင်းနီလန်မျိုးစုံနဲ့မြေယာအုပ်ချုပ်ခဲ့တော်သူများအစားထိုးပေးတာကိုလက်ခံပြီးခဲ့တော်သူများနော်ကျွန်တော်ပြန်ပြီးတော့ညီနိုင်တဲ့အခါမှာချင်းချင်းဖြူဖြူနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့ဝိုင်းနေပြီးခဲ့ကြတော်သူများကိုလည်းအထူးကျေးဇူးတင်ရှိတယ်လို့ဒီနေရာချထားပြီးတဲ့အခါမှာလည်းပဲသက်ဆိုင်ရာအကွက်ပေါက်ပြီးတော့မှသွားမိမိတို့အကွက်ကိုတွားပြီးတော့ဆောက်လုပ်နေထိုင်တဲ့အခါမှာတစုံတရာကန့်ကွက်မှုတွေနော်တစုံတရာကြောင်းဝင်နောက်ရှက်မှုတွေရှိလာခဲ့တယ်ဆိုရင်ကျွန်တော်တို့အချိန်ကြီးအပြီးပေးပါဥပဒေရနော်ကျွန်တော်အရေးယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိကျွန်တော်အစဉ်စဉ်စိတ်ရှိနေစီနေနိတိုင်းဆောင်ရွက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့အဲ့ဒီအကွက်တရားလက်ရှိကျွန်တော်နေရာချထားမယ်ဒီကနေရာအတွင်းမှာမြည်သည့်ကန့်ကွက်မှုနောက်ရှက်မှုမရှိနိုင်ဘူးဆိုတာကျွန်တော်အနေနဲ့အချိန်ကမှတ်ထားပါတယ်တကယ်လို့ကန့်ကွက်မှုနောက်ရှက်မှုရှိတယ်ဆိုရင်ဥပဒေလုံထုံးလုံးပြီးပြတ်သားသားကျွန်တော်အရေးယူဆောင်ရွက်သွားမယ်ဆိုတာတော့ကြုံကြိုက်လို့ကျွန်တော်တခါလေအတိပေးသတိလေးပေးပါလေအတိလေးပေးပါလေဆိုတဲ့အကြောင်းကျွန်တော်တို့ရှင်းပြပြပါတယ်တကယ်လို့ဒီမှာကျွန်တော်ဒီနေ့မင်းနိုင်တဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ဆက်လက်ဆောင်ရွက်ရမယ်မိမိအပိုင်းကိုပြန်ရုပ်ချုပ်မှုကဆက်လက်ရှင်းလင်းပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းညာပေါက်ပြီးတော့မှဆက်လက်ဆောင်ရွက်ရမယ့်အပိုင်းနဲ့ပတ်သက်လို့မရှိမနေတဲ့ကိစ္စမျိုးရှိတယ်ဆိုလို့ရှိရင်တော့ပြန်ရုပ်ချုပ်မှုနဲ့ဆက်လက်ဆက်သွယ်ပြီးတော့ဆောင်ရွက်နိုင်ပါလေဆိုတဲ့အကြောင်းကျွန်တော်လည်းရှင်းလင်းပြပြပါပါတယ်ရောက်စတဲ့ပုံမှာကျေးဇူးများတင်ရှိပါလို့ဆိုတဲ့အကြောင်းဖော်ပြပါပါတယ်ပေးပါတော့ဟာဖာမျိုးပြပူရင်းစီမံကိန်းကော်မတီဥက္ကဋ္ဌဟာကျေးဇူးပြုဝင်တင်ရှိပါတယ်ရှင်။ဆက်လက်ပြီးစီစဉ်ရမြေပေးမိတ်နဲ့ပတ်သက်၍ရှင်းလင်းဆွေးနွေးပေးပါရန်ဟာဖာမျိုးပြစီမံကိန်းကော်မတီအတွင်းရေးမှူးအားတေးစားစွာပြင်ပန်းကြားအပ်ပါတယ်ရှင်။ကျွန်တော်တို့ဟာကမြေပြခွန်ကြီးစီမံကိန်းကော်မတီကနေပြီးတော့ဒီနေ့ဆိုတော့လည်းနန်းနေတိုင်းကျင်းပဆောင်ရွက်ခဲ့တဲ့စံပြမြို့ကတိဧကတရားပေါ်ထွက်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကျတဲ့လုံလာရှိစွာနဲ့ဆောင်ရွက်တဲ့ခန္ဓာကိုတရားချင်းပြပါတော့ဒီနေ့ဝန်ကြီးချုပ်နဲ့တပါဒီနေ့တော်တော်ဥက္ကဋ္ဌကြီးဒီနေ့ဆိုတော့ဝန်ကြီးများဒီနေ့အုပ်ချုပ်ရေးမှူးနဲ့တပါဒါခိုင်နေမြို့နယ်ဌာနဆိုင်ရာကြီးကများလူမျိုးပါကော်မတီများဗာဒရေးကြီးကများဘာသာရေးများနဲ့တကွာလူမျိုးပါများနဲ့တယောက်ချင်းချင်းစီများအားလုံးမီဒီယာများအားလုံးကိုမင်္ဂလာပေါင်းနဲ့ပြည်စုံပါစေလို့သူကနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ဆောင်ရွက်မယ့်လုပ်ငန်းစဉ်များငန်းညွှန်မှုများတော့ဒီနေ့ဝန်ကြီးချုပ်ဒီနေ့လွှတ်တော်ဥက္ကဋ္ဌနဲ့တကွာကျွန်တော်တို့ရဲ့ဒီဘက်ကွန်တီစီမံကိန်းကော်မတီဥက္ကဋ္ဌဖြစ်တဲ့စီမံသားရေးဝန်ကြီးတို့ကနေပြီးတော့အသေးသေးရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်ကျွန်တော်အနေနဲ့တော့ဒီနေရာမှာအတွင်းမှုတာဝန်ယူရတော့
ခရိုင်အုပ်ချုပ်မှုခရိုင်ကော်လေးရရှိနေတယ်ပေါ့ကျွန်တော်တို့ရဲ့နေရာလုံးလုံးနေများရှင်းပြမှာဖြစ်ပါတယ်မြေပြင်ထုံးတာဆိုတာထက်နေရာလုံးလုံးနေများကြီးရရှိခဲ့တော့ဆိုခိုင်သားခွင့်ရရှိမဲ့မဲပေါက်ပြီးတော့မှနေရာပတ်တန်းရရှိတဲ့ဒီများကိုနေရာလုံးလုံးနေများနဲ့ဒီစနစ်တကျဥပဒေနဲ့ဒီပန်ဆိုင်ခွင့်ရှိပြီးတော့လုံးလုံးနေကြီးပြီးတော့နေထိုင်နိုင်တဲ့အတွက်ကျွန်တော်တို့ရဲ့လုံးထုံးလုံးနေများကိုအဓိကရှင်းပြသွားမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကဒီမျိုးကွက်ပေါ်လို့တဲ့ရရှိတဲ့ဒေတာတွေစိုင်းဆိုင်ခွင့်ရှိသူတွေနဲ့ဆိုရဆိုခွင့်ရှိသူတွေဒီပြင်ပြည်သိညီတိုင်းတွေဆောင်ရွက်မှုတွေကိုတော့ကျွန်တော်တို့အတိတ်ငယ်နဲ့ကျွန်တော်တို့ဒီမှာရှင်းပြခဲ့ပါတယ်ခုနကတော့အထက်ကညီများကလည်းရှင်းပြပြီးသားဖြစ်ပါတယ်ဒီမှာကျွန်တော်အတီးပြုလိုတာလေးကတော့ခုနကမျိုးမျိုးပါကော်မတီညီနိုင်ကော်မတီတကူရာခန်းတို့မျိုးနဲ့ကျွန်တော်တို့ရဲ့မျိုးမျိုးပါကော်မတီဥက္ကဋ္ဌရှာမန်တို့နဲ့တကွာကျွန်တော်တို့ရဲ့ဒီမဲနိုင်ခွင့်ရှိသူရှောက်လာတဲ့ခွင့်ရှိသူအမေရိကန်ဒီတိုင်းလူလူစုမှစတဲ့အနေစားမြေရကလေးတွေတဲ့အတင်းတော်ဘာသာကြီးများစတဲ့စီစစ်တာကိုဆောင်ရွက်တော့ကျွန်တော်တို့ရဲ့ဒီကြီးပြပများကော်မတီများသည်အမေရိကန်ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ကိုဒီကော်မတီကိုစပြီးစီမံကိန်းကော်မတီစဖွဲ့စည်းကြရတယ်အစိုးရဘက်ရဲ့တန်းညွှန်မှုကက်ဘိနက်ဆုံးဖြတ်ချက်နဲ့ဆိုတာကျွန်တော်တို့ရှင်းပြကြတယ်နောက်တော့ပြန်မလဲကျွန်တော်ဒီလောက်နဲ့ပဲလူနားလေအောင်အများနားလေအောင်ရှင်းပြတာအဲ့လိုအစစ်အစစ်အစိုးရဘက်ရဲ့ခွင့်ပြုချက်တွေစသဖြင့်တီးပြချက်တွေရယူပြီးမှပွဲတာဖြစ်ပါတယ်။ဒါလို့ဒီပွဲတွေကအတီးပြချက်ရှိသလားဆိုတဲ့စကားသံတွေကြားလို့ဒါကတကယ်ကျွန်တော်တို့ကကက်ဘိနက်ဆုံးဖြတ်ချက်နဲ့တည်တည်ကြတာဖွဲ့စည်းမိတ်တွေဖွဲ့ပြီးတော့မှတာဝန်ပေးရထားတဲ့ကော်မတီလူကြီးများဖြစ်တယ်ဆိုတာကိုလည်းလက်ခံပြီးလို့လိုပါတယ်။ဥပဒေနဲ့ဒီပါတယ်လို့လည်းပြောကြလို့ပါတယ်။ဒီသလားဥပဒေနဲ့ဒီသလားတာဝန်တကယ်ပေးရသလားဘယ်ကတာဝန်ပေးရတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့အစိုးရနဲ့ကျွန်တော်တို့ရဲ့ပြည်နယ်တော်တော်တို့ကနေအတီးပြရတဲ့ကက်ဘိနက်ဆုံးဖြတ်ချက်နဲ့တကွာဒီလူမျိုးပါဂုဏ်တွေရှိပြီးတော့ဩဇာတရမရှိသောသူများနဲ့တမန်တော်ကြားတဲ့လူတွေကိုတကယ်ဖွဲ့စည်းခဲ့တာဥပဒေနဲ့လည်းညီပါတယ်ဆိုတာကိုဒီမှာတင်ပြတယ်။ဘာလို့သူတို့ရဲ့ဟာတကယ်ဒီလူကြီးတွေဖြစ်ပါတယ်။သူတို့ဆုံးဖြတ်ချက်သူတို့ရွေးချယ်မှုကြီးမှန်ကန်ကြောင်းလဲစိတ်ကရိုးကြည်ကြည်နဲ့လက်ခံဖို့တင်ပြလိုပါတယ်။အခုကျွန်တော်တို့ဒီကတရားမှာ155ခွဲဝင်ကြီးရှိပြပြီးပါပြီ။200တဲ့စောတဲ့ကိုကျွန်တော်တို့မဲပေါ်မှာအချိုးကျတန်ခါမရှိတဲ့ဘာသာပါစာတွေဘိုးစုမတွေငင်းစားတွေအင်္ဂါနေတဲ့နေလားမှန်တကယ်လူကိုမဲနိုင်တဲ့ကောင်မှာမဲပေါက်ခွင့်ရှိသူများသည်မဲပေါက်ပြီးတာနဲ့ပိုင်ဆိုင်မှုမမြောက်သေးပါဘူးမဲပေါက်တဲ့ကောင်မှာကျွန်တော်တို့ကော်မတီဥက္ကဋ္ဌပါဝင်တဲ့ကျွန်တော်တို့ရဲ့မြို့စီမံကိန်းကော်မတီကဒီနေ့ဆောင်ရွက်မှုအားလုံးကိုအစိုးရအဖွဲ့ကိုတင်ပြမှာဖြစ်ပါတယ်အစိုးရအဖွဲ့ကိုကက်ဘိနက်တင်မှာကက်ဘိနက်အကြီးကျယ်ရတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒါအမိန့်အာဏာဖြစ်ပြီးတော့ကော်ရီဒိုရရှိနေကျွန်တော်ဖြစ်ပါတယ်ဒီမှာနေရာစီမံကိန်းပတ်ပံခွင့်ရှိတာတွေနဲ့တည်အောင်လည်းကျွန်တော်ရှင်းပြတယ်ဘန္နာတော်မင်းကြီးဆိုတာကလူကြားရေးမှုချုပ်ကျွန်တော်တို့ရဲ့နေပြည်တော်မှာရှိပါတယ်ပြီးတော့မှတိုင်းပြည်ကျွန်တော်တို့ပြည်နယ်အုပ်ချုပ်မှုကြီးတိုင်းပြည်ကကြီးအုပ်ချုပ်မှုကြီးတိုင်းပြည်ကြီးဆိုတဲ့ပါဝါရှိပါတယ်ပြီးတော့မှကော်ရီဒိုရရှိတာကျွန်တော်ခိုင်အုပ်ချုပ်မှုဖြစ်ပါတယ်ကျွန်တော်ရဲ့ဥက္ကဋ္ဌကမှရှိတဲ့မြို့နယ်အုပ်ချုပ်မှုကြီးတစ်ခါကော်ရီဒိုရရှိဖြစ်ပြီးတော့မှခုနကတော့ဒီဟာတို့စီကြလောက်တော့ပြီခုနမဲပေါက်တော်သူဒီသူ့ရဲ့ပိုင်ဆိုင်မှုကြောင့်ကျွန်တော်တို့အခုဒီနေ့ကျင်းပပြီးလို့တော့မိချက်ရေးပွဲတွေနေနိုင်တော်ဒီတူပွဲတွေကနေဥက္ကဋ္ဌကိုတင်ပြဥက္ကဋ္ဌနေတော့မှကျွန်တော်တို့ရဲ့ကက်ဘိနက်ဆိုတဲ့အစိုးရအဖွဲ့အစည်းအဝေးကိုတင်မှာဖြစ်ပါတယ်အစိုးရအဖွဲ့အစည်းအဝေးတင်လိုက်တဲ့အခါမှာအစိုးရအဖွဲ့အစည်းအဝေးကခုနကတော့တိုင်းနယ်ငွေကြီးသူ900ကျွန်တော်တို့စောတိခွဲနိုင်ရမယ်ဘုဇုံမများ60မင်းသားများ24အင်္ဂါသား96နဲ့တိတ်ကတော့ဆရာတော်များ20စုစုပေါင်း200ပြီခုနကနာမည်နဲ့ဥပ္ပူနီမောင်ဒီစတဲ့နာမည်နဲ့တကွာမဟုတ်နေနာမည်နဲ့တင်ပြပြီးဒီ200ပြီမဲပေါက်ပြီးတော့မှစိုင်းဆန်တဲ့ပိုင်ဆိုင်မှုရှိနေတာဖြစ်ပါပြီဆိုပြီးတော့တင်လိုက်တဲ့အခါမှာကက်ဘိနက်ကနေပြီးတော့အစိုးရအဖွဲ့စီမတ်ဆိုဘလောက်ကနေပြီးအတီးကြီးဆိုတဲ့ကြားလာတဲ့အချိန်ကမှကျွန်တော်တို့ကအဲ့ဒီကြားလာတဲ့နေရာနဲ့မြေပေးမင်းဆိုတဲ့ကော်ရီဒိုရရှိတဲ့လုပ်ပန်ကိုရောက်လာကျွန်တော်အဲ့ဒါကိုလည်းကျွန်တော်တို့ပြည်နယ်အုပ်ချုပ်မှုရဲ့တိုင်းရင်းကြီးဆိုတဲ့ကျွန်တော်တို့ရဲ့အာဏာပိုင်ကိုကျွန်တော်တင်ပြပြီးတော့မှကွန်မြူနတီယူတာနဲ့ကျွန်တော်မြေပေးမင်းထုတ်မှာဖြစ်ပါတယ်အဲ့ဒီကျမှကျွန်တော်မြေပေးမင်းစတာဒါမှမြေပေးမင်းတောင်းရှင်းပြတာမဟုတ်ဘဲနဲ့ procedure ကိုရှင်းပြတာဖြစ်ပါတယ်အဲ့မြေပေးမင်းရတဲ့သူဒီမြေပေးမင်းရတဲ့တဲ့ကြိုင်တဲ့ကက်ဘိနက်ဆုံးဖြတ်ချက်ဖြစ်ပြီးတဲ့အတွက်ကျွန်တော်တို့ရဲ့အရာပြည်စည်းမှုတိကျနာအဆောင်အမြေပုံမြေရာဆိုဖြစ်တဲ့ပုံစံ105 106ရေးဖို့ကိုကျွန်တော်တခါတည်းကွန်မြူနတီတွဲပြီးထုတ်ပြလိုက်ပါဘုရားတော်ဝကြီးမဲရှိသွားတဲ့တကယ်လူကားလို့စင်းရဲသားတွေမြေရအဝိမဲတွေကိုပြတာပြတဲ့ကျွန်တော်တို့မြေပေးမိတ်မှာစီကံချက်ပါဝင်လာမှာဖြစ်ပါတယ်ဘုရားတော်ဝကြီးလမ်းပြသွားတဲ့အတိုင်း10နှစ်တွဲပြောင်းကြီးရောက်ကြခြင်းပေါင်းနေခြင်းမပြီးတော့ဘဲနဲ့ကျွန်တော်တို့ဒီပေးပြီးတဲ့အချိန်ကစပြီးတော့ဘုရားတမန်တော်ရဲ့အခွန်ဘာနာသွင်းဆောင်မှုနောက်တစ်ခါကျွန်တော်တို့ကအိမ်ဆောက်ခွင့်ကိုစနစ်တကျကျွန်တော်တို့ရှိရတဲ့မြေပေးမရတရားကားတရားကြောင့်ရေကူးကံမဟုတ်ပါတရားကားတရားကြောင့်ကျွန်တော်တို့ရဲ့မြေကိုစစ်စစ်ပေးတဲ့အဆင့်တွေဖြစ်ပါဒီပေးမဲဒီမှာခဏနဲ့တော့ပိုင်တဲ့ကိစ္စအဲ့ပိုင်တဲ့ကိစ္စနဲ့ကာယကံရှင်ကဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ကရှောက်လာနေရတော့မှာဖြစ်ပါတယ်အဲ့ရှောက်လာတဲ့အခါဂရန်မှုတွေတိဆောက်ပြီးဂရန်တိဆောက်နေတဲ့ကဂရန်ရရှိသည်ဆိုတာနဲ့
ကျွန်တော်တို့အိမ်ဆောက်လုပ်ခွင့်တင်ရမှာဖြစ်ပါဒါလည်းတမန်တော်တို့ဘယ်ကာလဒီအိမ်ဆောက်မယ်ဘုဖို့ပါဝင်လာတဲ့ဆိုရင်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ကထည့်သွင်းပြီးတော့စီကံချက်တွေမှာပေါ်ပြမှာဖြစ်ပါဒီဘေးမိမှာစီကံချက်တွေပါမှာဖြစ်ပါအဲ့ဒါကိုအဓိကတိုင်းနိုင်ပြီးတော့ဆောင်းမှာဖြစ်ပါတယ်အဓိကဆိုလို့ကျွန်တော်တို့ကနေရာမဲ့တဲ့လူတွေအိမ်သားတွေတဲ့လူတွေဘိုးစိုးပါတွေတိတ်ကတွေပါဆရာတွေကိုတိတ်ကစီကျွန်တော်ပေးတဲ့ခါမှာတို့ကလည်းကြောက်ပါနေမပြုဖို့ဆိုတဲ့စီကံချက်ကတော့အဓိကဘုရားတော်ညီတိုင်းကိုမေးရှိကြမှာလည်းပါပါဒါကိုအဓိကထားပြီးတော့မှနေရာတော့လူတွေနဲ့ဒီလျှောက်တော့ပြန်မှာလျှောက်တာတွေကိုပြတ်တယ်မရှိပါကျွန်တော်ရဲ့ရှုံးမှလာကြည့်ပါဗနိုင်ကအကြီးကြီးနဲ့ရေးထားပါတယ်ကာယကံရှိတဲ့တော့မှပဲမရှင်းလေးမမလို့ရောက်ကျွန်တော်တို့တိုင်းသားတွေရှိတဲ့အတွက်ကျွန်တော်တိုင်းသားဌာနဝယ်စီကြီးဌာနစီကြီးရှင်းပြပြီးတော့ပုံစံကိုကျွန်တော်တို့ထုတ်ပြီးလိုက်တကဗျာချက်မှမပြီးရအဲ့ပုံစံပေါ်မဲ့ရိုက်ရတယ်အဲ့ဒီမှာကြောက်တာပုံစံတင်းပြီးတော့မှတခါတည်းလေဂရမ်မှုတွေတိဆောက်တာဖြစ်ပါတယ်အဲ့လေဂရမ်မှုတွေရတဲ့တိုင်းနဲ့စီမံသားရေးဌာနမှာတွားပြီးတော့စီမံသားမှုတော့ဥစားရရှိချင်မှာတွားပြီးတော့မှအိမ်ဆောက်လုပ်ခွင့်တခါတည်းတင်ရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီ process တွေကိုကျွန်တော်ရှင်းပြတာပါမြေပေးမိတခုတည်းအတွက်အယူရပါဘူးမြေပေးမိရရှိဖို့ဂရန်ရရှိဖို့ပုံစံတက်လာတဲ့ကြောင့်ယူခုပြီးအရင်တော့ဆိုရင်ကာယကံရှိတာတက်ဆိုင်ရတဲ့ပြည်စည်းစီဌာနမှာမြေပေးမိရတဲ့အတွက်တရားကားကြောင့်ယူခုပြီးသွားလျှောက်ရတာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့က cabinet ဆုံးဖြတ်ချက်တပြိုင်တည်းနဲ့ပါတဲ့အတွက်ကျွန်တော်တို့ရဲ့ပြည်နယ်အုပ်ချုပ်မှုတိုင်းပြည်ကြီးကနေတော့အမိန့်ရှိထားတဲ့အတိုင်းတရားကားကြောင့်ယူခုပြီးကိုတပြိုင်တည်းနဲ့ကျွန်တော်တို့ကဆောင်ရွက်ပြီးတော့မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကအရေးကြီးတဲ့တစ်ချက်ပြောလို့တာကဘုရားတော်ညီတဲ့ကရဏတိုင်းပုံမှာဆောင်ရွက်တဲ့အခါမှာမြေပြင်မှာနှောက်ယှက်မပြီးဘူးကျွန်တော်တို့ဥပဒေနဲ့ဒီဆောင်ရွက်တဲ့အတွက်နှောက်ယှက်တဲ့ဒီဥပဒေအရကျွန်တော်တို့ကစကားပြောတော့မှာဖြစ်ပါတယ်ဘုရားတော်ကျွန်တော်အထက်ကရရှိနေဘူးလူကြီးမိဘတွေဩဇာတက္ကသိုလ်ရှိတော့အများပြည်သူလေးသားသူလူတော်လူတွေနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့တွေကိုဥပဒေနဲ့ညီတာလို့ပြောတဲ့ဥပဒေညီကြောင်းကိုကျွန်တော်အားလုံးတိတိကျကျရှင်းပြပါတယ်ဥပဒေနဲ့ညီတဲ့ပုဂ္ဂိုလ်များဆောင်ရွက်တဲ့အတွက်ကျွန်တော်တို့ကလည်းဆက်လက်ပြီးသွားမယ့်ကိစ္စတွေမှာဥပဒေနဲ့ညီဖြစ်ပါတယ်ဒီမှာတက်ပြီးတော့တင်ပြလို့အားလုံးနားလည်အောင်ဆိုရင်ဆိုင်ဆန်ကိုရှိတဲ့သူတွေအကုန်လုံးကိုလည်းကျွန်တော်ကကော်မတီတွေနဲ့ကျွန်တော်ကနည်းနည်းကြည့်ပြီးတော့စီစစ်ပြီးတော့မှပိုင်းဆိုင်ကိုရှိသူတွေလည်းပေးခဲ့ပြီးပါနောက်တစ်ခါဒီမှာစာချုပ်ပြည်နဲ့ပတ်သက်ပြီးတော့ပုံစံတစ်ကတိကိုရှောက်ထားတဲ့လူတွေပုံစံမရှိတဲ့လူတွေဝင်ကြီးပြောပါတယ်ဒီလူတွေကိုလည်းကျွန်တော်တို့ကသူ့ procedure နဲ့ညီအောင်လုပ်ပိုင်ခွင့်တွေပေးထားပြီးဖြစ်ပါတယ်ပြောင်းလဲသုံးလုပ်ခွင့်မရှိပါဘူးလေစာချုပ်မျိုးစာချုပ်ပြည်တွေပဲထားမယ်တရားမြေစကြက်တွေဆိုတာကကျွန်တော်တို့နိုင်ငံတော်ရှိရမယ်ပြန်ပြရတာပဲဒါကိုအကျိုးပေါ်ပြထားတဲ့အတိုင်းပိုင်ဆိုင်မှုရှိတဲ့အတိုင်းသုံးရမှာပဲဖြစ်ပါဒါမှမဟုတ်ဒီစာချုပ်ပြည်တွေနဲ့ပတ်သက်တဲ့လူတွေကိုလည်းကျွန်တော်တို့ဆိုင်းစာလို့ရှိသူစိုက်ပျိုးစုံပြတဲ့စိုက်ပျိုးရေးကိုအဓိကထားတဲ့လူတွေအတွက်ကိုလည်းချန်တဲ့ထားပြီးသားဖြစ်ပါဒါတွေအားလုံးကိုလည်းဒီကုနာတော်ကစိုက်ပျိုးသမားတွေလည်းစိုက်ပျိုးမြေဖြစ်ပုံစံပေါ်ရတဲ့ဒီလေယာဉ်တွေလုပ်ငန်းလက်မှတ်ရတဲ့ဒီဆောင်ရွက်ဖို့လည်းကျွန်တော်ဒီမှာတင်ပြလိုပါတယ်မရှင်းမလင်းအားလုံးကိုကျွန်တော်တို့ရဲ့လေယာဉ်စီစဉ်သီးဌာနတော်၎င်းလက်တော့ college ရရှိလို့ခေါ်တဲ့မြို့နယ်အုပ်ချုပ်မှုရုံးတော်၎င်းခရိုင် college ရရှိတဲ့ကျွန်တော်ခရိုင်ရုံးတော်၎င်းဆက်သွယ်ဆောင်ရွက်ပါအားလုံးကိုနားရှုပ်တော်မှာကျွန်တော်တော့ပဲရှင်းပြပါတယ်အသေးစိတ်ကိုတူးချင်းရဲ့လိုအပ်ချက်တွေကျွန်တော်ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့တင်ပြတဲ့ချက်တွေက procedure တွေပါစင်ကစင်ကတာဝန်ယူရတဲ့လူတွေရဲ့အကြောင်းတွေပါတာဝန်ယူပြီးအားလုံးများကိုလည်းဥပဒေနဲ့ညီကြောင်းကျွန်တော်ဒီမှာထည့်သွင်းတင်ပြတာဖြစ်ပါတယ်အဲ့တော့ကျုပ်လူနဲ့တင်ပြလို့တာကတော့ကျွန်တော်တို့ဒီမှာဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့အဆင့်တွေအားလုံးကဒီနေ့အောင်မြင်ပန်းနဲ့ရောက်ပါတယ်အဲ့တော့ကျွန်တော်တို့ကမြေပြင်မှာတိုင်းသားတော့ဒီက200ခုနကလူကြီးမေးရှိတိုင်း255ဖွဲ့ဒီဥပိုင်နံပါတ်1မိုင်းစင်းလို့ခေါ်တဲ့ဒီစင်းပုံစံ1ကဒီမှာမှတ်ထားပြီးပါမြေပုံမြေမှန်ကန်အောင်လည်းမြို့တိုင်းကခွင့်ပြုဦးစီးဌာနရဲ့နေရာမျိုးဦးစီးဌာနအစင်းပြီးတိုင်းခဲ့ပြီးတော့အသေးစိတ်တော့မှကျိုးလေးနဲ့ဝိုင်းမှာဖြတ်စီတာလည်းကြုံရပါတယ်ဝင်ပြစီပါတယ်ကျွန်တော်တို့ကဥပဒေအရတာဝန်နဲ့နောက်ဆက်တယ်မဆွဲကျင်လို့သာဒေသခံချင်းချင်းပြည်နယ်အစိုးရဘက်ဒီကိုပြည်နယ်ရဲ့အစိုးရကိုပြည်သူကိုငဲ့ညာတဲ့အတွက်ကျွန်တော်တို့တက်တာခဲ့တာနောက်ဆက်မှုတွေရိုက်ကြုံရပါတယ်အခုဝင်ကြီးမရှိပါပါတယ်မြေဒီမှာဥပဒေမှတ်1 နှစ်3 4 5နဲ့တတ်မှတ်ထားပြီးသားအဲ့ဒီဥပဒေမှတ်တိုင်းပေါက်တဲ့လူတွေကျွန်တော်တို့ကကက်ဘိနက်ဆုံးဖြတ်ချက်ကြားတဲ့မှာတိတိမောင်ပြူနှစ်ဒီမတ်ပြူအဲ့လိုစသဖြင့်မိုင်းနေနဲ့ဒီပြင်းထုတ်တဲ့ချိန်မှာတော့နောက်ဆက်ရင်တော့နောက်ဆက်သူရဲ့ဥပဒေနဲ့ညီဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့နောက်ဆက်တဲ့အကြောင်းအရာကကိုကဘာသာလို့ရှိတဲ့စိုးစုံမရှိတဲ့ဆိုရင်ဒီကနေ့ကလည်းစိုးစုံမရှိသူတွေကိုကျွန်တော်တို့ရဲ့ဥရကံတို့ဥဆောင်တဲ့ညီနိုင်ကော်မတီကစီစစ်ပြီးတော့မျိုးမျိုးကနေကိုယ်တိုင်လုပ်တာဝင်ကြီးကမရှိသူတို့ကျွန်တော်တို့ဌာနတွေကမကိုင်တယ်ဘူးဒေသခံတွေပဲစီစစ်ပြီးတော့ကိုယ့်အမျိုးကိုလူကြီးကိုမိဘအိမ်နဲ့ပဲစီစစ်ပေးကြတာဆိုတော့အဲဒီထဲမှာရင်နေတဲ့လူပေါ့တခုခုဆွဲကိုင်ရရှိလို့ဒါတင်ပြရင်တော့ကျွန်တော်တို့စဉ်းစားပြီးအဲ့ဒီစဉ်းစားပြစီစီနောက်ထပ်ပေါ်ထုတ်မဲ့ညီရငါမှာလို့ဘုရားနာတော်ဥပဒေတို့ညီတို့တို့ကျွန်တော်တို့ရဲ့ဝင်ကြီးတို့ကရှင်းပြပြီးပြောဒါကြောင့်မလို့ဆွဲတင်တဲ့ဆိုတာလည်းမလုပ်ပါဘူးအခုလို့ကျွန်တော်တို့ဥပဒေနဲ့ညီနေရတာကကိုယ့်အတွက်ဥပဒေအကာအကွယ်အောက်မှာလုံခြုံပြေးသွားတဲ့တကယ်ဒေသခံပြည်သူများရဲ့ခံစားမှုရှိတဲ့ခြေကဝိနဲ့ညီတဲ့ခံစားမှုရှိတာကိုရရှိပြီးလို့မှတ်တဲ့အတွက်အဲ့ဒါကိုနောက်ဆက်မပေးပါ
야래 누가 너희 꼼일이 끼야 뜻에 네 아들 누구인지 일본이야 잘 살면 누가 너는 내기야 저한테 가면 납치하면 비고 미래에 가는 거 납치해도 납치해도 그러나 나중에 들어왔던 지정선이 그러나 예배미 자식이도 막그 너반에 야래 누가 대학이야 이제 싸워도 안 나게 정해 되자로 다음은 저는 미국 문화와 미국이 냐니냐 소라가 라우스나 비와 다비로 로비의 기사 오시드나는 이야매 우리로는 이정 싸움이 잡아도 저는 대자로 말해 그러나 저는 비네 어쩌는가 말해 하는 자리를 저는 마셔자 말해 기자분도 막 우주로 비와라 미안해 보노 누구진 우리가 메시미나 시에 바다가야 남을 때 저는 좀 나이에 대해 치다 말해 싸움의 프로시저리고 시행자만 해봐요 네가 저는 대자로라도 디네디 예배님께 얘기가 매번 자리에 있는데 매번 저는 코미디언이 수학회 때문에 수학회 시위 결의에서 시대 소유자체 긍정적으로 준비하는 가래 예비민들과 또 태양아래서 미국은 라는 비비리가 가면 가야간 시간이고 니야만은 거를 그런 샤우구로 나 샤우도 끊고 저는 디야 미에 그런 샤우다는 데에 샤우도 샤우구 다 지지대 죠 저는 대자로 말해 이니 번야 야지대 가면 야지대 누냐가 저는 로아니고 그러나 조선의 프로세스 저는 사업이 밤에 알아가로 개인의 성장에 야비대 아침마 우리한테 도움이 많이 되자오네 리리네 대자로 말해 다음으로 저는 진짜로 저는 사성 사회계에 저는 공무원이냐 거기 사회계에 하고 우리는 일에 정어 이 미야로는 이 사업에 정어 가이드스나가 사업에 정하고 다 저는 내초부터 신자 대변인 해봐래 그걸로 대야 나가 미래로 내가는 아동 지도도 말해 메시미네 계좌로ဆက်လက် 저는 정말 어디에 사업이만 되죠 리린지냐라는 정을 여자로 와 그걸로 대야 중심 비대들이 저는 요즘 교사냐의 시간들 때문에 그걸로 빠운 우와 사람들이고 아미아이로 나와 이로 사업 비대를 내지도만 나가 명함물이 그 저는 산다 이거를 대야기 산자는 이산자도 아미 저는 나가 여자분 용무를 사람의 아까마 다 저는 지금 가운데 붙여도 가운데 사이즈 건치두냐 소소 건치두냐 나오세 mabileပုံနဲ့မရောက်ဘဲနဲ့နောက်ဘက်ပေးတာပို့ဘဲနဲ့ကိုယ့်ရဲ့ဥပဒေနဲ့ညီဆောင်ရွက်နိုင်တဲ့အကြောင်းနဲ့ကျွန်တော်တို့နဲ့တိုင်ပင်ပြီးတော့မှဒါခြေတည်တည်ချာကျွန်တော်တို့ရဲ့ဆိုအပ်ဖွဲ့ကျွန်တော်တို့ရဲ့ဒီနေ့အချို့ဒီမှုများနဲ့တင်ပြဆောင်ရွက်နိုင်မှာကြောင်းဒါကျွန်တော်ရဲ့အပိုင်းကနေရှင်းလင်းနေကြရင်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးအစီအစဉ်ရမဲနိုင်ခြင်းအစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ရှင်အလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့မင်းနိုင်ချင်းအစီအစဉ်ကိုဘာသာစကားနားမလည်တဲ့ပြည်သူတွေကျွန်တော်ဟာခါစကားလေးနဲ့ကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ်ဆိုတာကိုဘုရားကျွန်တော်တင်ပြရပါတယ်နေနီမေကွတ်ဇတိမေဟိနီတန်ခါကေမလာတော့ချင်နာတေကိုချင်လာရင်Hikat peri kerja, hikahi umma damasa kha menung zat som de pani se ju tai kha doya sa menung som de pani mi kha hika chunga hin ka thela ka khupla joy hika me pungwa pani naga khe tai kha doya sia kha me kul boleh pheda ni nga ka boleh Nengami nga ya tizin pakul le maya singin somruk le pali pakul le pali kathela lalu siya kolobe maka chemi kha kain panunihin apa ala rai min kha arilai kha min kha amasin thade kan khetang misi hika amasin he thade akat islai Hingga masih di ubio acokan hingga kepedulian nilai ya enggak
มีเสียจะยากนะอุปโยยากอะไรนะโจนก็คิดโดนดินได้ด้วยอะไรโจนยาสลายอะไรแล้วว่าโจนจะจิกัสลายข้ายาอันนี้สินค้าที่กายยิงกันเท่าไหร่ไม่ยาอันนี้สินค้าที่กายยิงกันเท่าไหร่จุดยาจูนและลุงอภิอาสกันไหมจะโจนมีข้านั่นมากูได้ในใจเรานั่นมาที่ละกูใส่มนุษย์คนนี้จะปีมัวเดียถ้าเต้นให้ลายที่มีแต่ขาดตัวเจนักเต็มบุญเจียเตอร์กระดูอดูจูเมย์พ่อสนิขาเวเมเนสนิขากันทุกทั้งหลาย ဒီကနေ့ဒီနေ့လူတွေအပေါင်းစစ်နေမလားကျူစစ်နေဦးမြင်တယ်ဘုရားတဲ့ဘယ်ပုံစံဘယ်ပုံကဇိုင်းမတ်အောင်လို့ဒီကနေ့ဒီနေ့လူအပါပါစတာဆောင်းတဲ့ပလင်ခါကထဲလိုက်လာဒီနေ့လူမော်ဒီနေ့လူဒီ Ramun Shiko Rajumang Saltimu Dasui Pagkain manung Soviet pali mga tetan Hikakin mele Soviet pali Ya nasemayan Tosene ka tetanမဲနိုင်မဲ့အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ရှင်ပထမဆုံးမတ်စင်ကဒေါ်ပြတ်ချင်းဒေါ်ပြတ်ချင်းရရှိပါတယ်တင်အုပ်မစင်ရှိလားမစင်လေးဦးစံတင်အုပ်ကဲရရှိပါတယ်ရှင်ဦးကုတ်ပြန်အမတ်စင်
ပါဘူးရှင်အမတ်စဉ်81ဦးဟရန်ဆယ်ဦးဟရန်ဆယ်မရရှိပါဘူးရှင်ဦးဒူမန်အမတ်စဉ်28ဦးဒူမန်မရရှိပါဘူးရှင်အမတ်စဉ်89ဦးစံမှုမရရှိပါဘူးရှင်အမတ်စဉ်50ဒေါ်လိုက်နေကျွေးရရှိပါတယ်ရှင်အမတ်စဉ်56ဦးခါလင်းမရရှိပါဘူးရှင်အမတ်စဉ်32ဦးကုန်နှင်းဦးကုန်နှင်းမရရှိပါဘူးရှင်အမတ်စဉ်58ဦးထောင်နဲ့ရရှိပါတယ်ရှင်အမတ်စဉ်60ဦးစံမှုကျိုးဦးစံမှုကျိုးရရှိပါတယ်ရှင်အမတ်စဉ်ကိုဦးလျံတင်းဆန်းဦးလျံတင်းဆန်းရရှိပါတယ်ရှင်အမတ်စဉ်89ဦးကျုံဟူဦးကျုံဟူမရရှိပါဘူးရှင်အမတ်စဉ်7ဦးကြီးထန်းဦးကြီးထန်းရရှိပါတယ်ရှင်အမတ်စဉ်26ဦးကပ်ချင်းဦးကပ်ချင်းမရရှိပါဘူးရှင်အမတ်စဉ်54ဦးလိုက်ကျုံဦးလိုက်ကျုံမရရှိပါဘူးရှင်အမတ်စဉ်25ဦးစံကျိုးဦးစံကျိုးမရရှိပါဘူးရှင်မတ်စဉ်27ဦးလျံပါအောင်ဦးလျံပါအောင်မရရှိပါဘူးရှင်အမတ်စဉ်23ဦးကျင့်ခန်းတာမရရှိပါဘူးရှင်အမတ်စဉ်49ဦးကန်ကျင်းဟောက်ဦးကန်ကျင်းဟောက်
ခုကန်စစ်ခါမရရှိပါဘူးရှင်မဆင်24ဦးရှန်လျံမရရှိပါဘူးရှင်အမတ်စဉ်80ဦးဟရမ်ဒွန်းရရှိပါတယ်ရှင်အမတ်စဉ်22ဦးအားနိုဘယ်ဦးအားနိုဘယ်မရရှိပါဘူးရှင်မတ်စဉ်52ဦးဘီဝင်းတော်သူပြန်မရရှိပါဘူးရှင်အမတ်စဉ်19ဦးဖက်မုံရရှိပါတယ်ရှင်မတ်စဉ်18ဦးဒေါ့ချင်းရရှိပါတယ်ရှင်အမတ်စဉ်14ဒေါ်ညန်ခေါမ်ညောင်မရရှိပါဘူးရှင်အမတ်စဉ်82ဦးမိုးဆက်ပွေထောင်းမရရှိပါဘူးရှင်အမတ်စဉ်81ဦးပြန်ထမ်းရံမရရှိပါဘူးရှင်အမတ်စဉ်57ဦးထွန်းမရရှိပါဘူးရှင်အမတ်စဉ်6ဦးငုံစခုတ်မရရှိပါဘူးရှင်အမတ်စဉ်31ဦးရှန်လျံမရရှိပါဘူးရှင်အမတ်စဉ်15ဦးဆန်ဘစ်တန်မရရှိပါဘူးရှင်အမတ်စဉ်30ဦးထန်တင်းညံရရှိပါတယ်ရှင်အမတ်စဉ်88ဦးဇလျံထန်းမရရှိပါဘူးရှင်ရ
အမှတ်စဉ်36ဦးဖွန်ခါရရှိပါတယ်ရှင်အမှတ်စဉ်42ဦးပြတ်မန်းမရရှိပါဘူးရှင်အမှတ်စဉ်1ဒေါ်တိန်တိတ်လုံးမရရှိပါဘူးရှင်အမှတ်စဉ်48ဦးတယ်ဒုံမရရှိပါဘူးရှင်အမှတ်စဉ်53ဦးရန်ကျုံမရရှိပါဘူးရှင်အမှတ်စဉ်90ဦးဒလွန်ဖရဲမရရှိပါဘူးရှင်အမှတ်စဉ်61ဦးမန်ကန်ရှိလား မရရှိပါဘူးရှင်အမှတ်စဉ်29ဦးခန်ကျုံမရရှိပါဘူးရှင်အမှတ်စဉ်9ဦးအိမ်မောရရှိပါတယ်ရှင်အမှတ်စဉ်59ဦးပန်ဒွာမရရှိပါဘူးရှင်အမှတ်စဉ်54ဦးဖုန်ကန်ရှိလား မရရှိပါဘူးရှင်အမှတ်စဉ်35ဦးဗန်ကြီးမရရှိပါဘူးရှင်အမှတ်စဉ်73ဦးရာအုပ်မရရှိပါဘူးရှင်အမှတ်စဉ်39ဦးလာကျုံပွေမရရှိပါဘူးရှင်အမှတ်စဉ်47ဦးရွှေစိန်မရရှိပါဘူးရှင်အမှတ်စဉ်60ဦးပေါ်လူမရရှိပါဘူးရှင်အမှတ်စဉ်64ဦးဗန်ဒေါကူရရှိပါတယ်ရှင်အမှတ်စဉ်43ဦးပြက်လျံစွမ်းမရရှိပါဘူးရှင်အမှတ်စဉ်55ဦးမောင်ငွေမရရှိပါဘူးရှင်အမှတ်စဉ်65ဦးကျေထောင်းရရှိပါတယ်ရှင်အမှတ်စဉ်45ဦးကျုံပိ
ပါဘူးရှင် အမတ်စဉ်86ဦးတလုံးနှင်းထန်းဦးတလုံးနှင်းထန်းမရရှိပါဘူးရှင်အမတ်စဉ်20ဦးတင်မုံဦးတင်မုံရရှိပါတယ်ရှင်အမတ်စဉ်84ဦးဖရန်ကီယိုဦးဖရန်ကီယိုမရရှိပါဘူးရှင်အမတ်စဉ်82ဦးမွန်ကျုံဦးမွန်ကျုံမရရှိပါဘူးရှင်အမတ်စဉ်63အမတ်စဉ်63ဦးလာတံပွီဦးလာတံပွီမရရှိပါဘူးရှင်အမတ်စဉ်39ဦးအာဘိဦးအာဘိမရရှိပါဘူးရှင်အမတ်စဉ်33ဦးဗန်အော်ဦးဗန်အော်မရရှိပါဘူးရှင်အမတ်စဉ်68ဦးလျန်ဖုတ်လင်းဦးလျန်ဖုတ်လင်းမရရှိပါဘူးရှင်အမတ်စဉ်83ဦးရောင်ယုံဦးရောင်ယုံမရရှိပါဘူးရှင်အမတ်စဉ်46ဦးချောင်ကျဲအောင်ဦးချောင်ကျဲဦးချောင်ကျဲမရရှိပါဘူးရှင်
Big Tian Big Tian မရရှိပါဘူးရှင်အမှတ်စစ်38ဦးခိုင်ပြီးမရရှိပါဘူးရှင်ဦးစာအီမွန်အမတ်စစ်16ဦးစာအီမွန်ရရှိပါတယ်ရှင်kan konti yang kecil ni. Wah, nosung apa? Berapa? Nosung apa itu? Nosung apa? Nosung ni jangan itu. Hah? Nosung. Oh, nosung. Nosung bau. Number 16 Sheila Digu number 16 mo number 16 mo number 16 ka sorry baka maya si makaka kanau le nau sol misi number 16 tu no sum ka number 16 ko lo be si nazapi thayin Reverend Paul Kha Manung Pakul ni ngami she Lek now ni khan ngami alai no sunga usa amasin secha usa mo dekha me anga dia ajim soita a no sung au ni kasi usa mukha ne ti lakten usa mu tu anga thano ti dekha tikamunin kanin tekna si John atuju Reverend Paul Khadi atua Paul musua nubui Paul Kha katok tenglah teacher dua nosung Obi Rasuni
đúng không dạ ở chỗ này cái thân gì khác usaha khác nó là thân anh em mình cái tâm là gì usaha nó là thân Ra Fatim, với không bạn, là cái gì? Bây giờ vậy. Ôi, đây có chuột này.
ကဲမရှိမဆမယ်မရှိမဆမယ် နာမည်မှန်မှန်ကို projector မှာမှတ်ပုံတွေနံပါတ်နဲ့တိုက်ကြည့်လို့ရပါတယ်နော်နာမည်လူလာတွေရှိပါတယ်မှတ်ပုံတွေနံပါတ်ကတော့ကွဲလွဲပါတယ်အဲ့ဒါကြောင့်မလို့ projector မှာမှတ်ပုံတွေနံပါတ်လေးသိချကြည့်ပေးပါလို့မုံဆိုးမပေါက်မဲစင်းနေစတင်ပြီးတော့မဲထိုက်ပါတော့မယ်အမတ်စစ်55ဒေါ်ကျန်ဆုံမရရှိပါဘူးရှင်အမတ်စစ်115ဒေါ်မန်မန်မရရှိပါဘူးရှင်အမတ်စစ်89ဒေါ်တက်ဖြာရရှိပါတယ်ရှင်အမတ်စစ်131ဒေါ်ရင်မေအောင်ရရှိပါတယ်ရှင်အမတ်စစ်41ဒေါ်မွန်ထွန်းအမတ်စစ်41ဒေါ်မွန်ထွန်းမရရှိပါဘူးရှင်အမတ်စစ်136ဒေါ်ဒါဘူးအမတ်စစ်136ဒေါ်ဒါဘူးမရရှိပါဘူးရှင်အမတ်စစ်132ဒေါ်ပေါက်ငယ်အမတ်စစ်132ဒေါ်ပေါက်ငယ်ရရှိပါတယ်ရှင်အမတ်စစ်148ဒေါ်တယ်ငှက်အမတ်စစ်148ဒေါ်တယ်ငှက်မရရှိပါဘူးရှင်အမတ်စစ်166ဒေါ်ကြပိန်အမတ်စစ်166ဒေါ်ကြပိန်မရရှိပါဘူးရှင်အမတ်စစ်183ဒေါ်ဆွီတောင်းအမတ်စစ်183ဒေါ်ဆွီတောင်းမရရှိပါဘူးရှင်အမတ်စစ်4ဒေါ်စာလာအမတ်စစ်4ဒေါ်စာလာမရရှိပါဘူးရှင်အမတ်စစ်182ဒေါ်မွန်ရွှေအမတ်စစ်182ဒေါ်မွန်ရွှေမရရှိပါဘူးရှင်အမတ်စစ်100ဒေါ်စိန်နောင်းအမတ်စစ်100ဒေါ်စိန်နောင်းမရရှိပါဘူးရှင်အမတ်စစ်153
မရရှိပါဘူးရှင်အမှတ်စဉ်158ဒေါ်မန်ရွှေအမှတ်စဉ်158ဒေါ်မန်ရွှေမရရှိပါဘူးရှင်အမှတ်စဉ်108ဒေါ်ခင်ကြီးအမှတ်စဉ်108ဒေါ်ခင်ကြီးရရှိပါတယ်ရှင်အမှတ်စဉ်181ဒေါ်ဒေါ်လေးအမှတ်စဉ်181ဒေါ်ဒေါ်လေးရရှိပါတယ်ရှင်အမှတ်စဉ်143ဒေါ်တင်ကြီးအမှတ်စဉ်134ဒေါ်တင်ကြီးမရရှိပါဘူးရှင်အမှတ်စဉ်89ဒေါ်နီထိုင်အမှတ်စဉ်89ဒေါ်နီထိုင်မရရှိပါဘူးရှင်အမှတ်စဉ်80ဒေါ်ထာကြအမှတ်စဉ်80ဒေါ်ထကြမရရှိပါဘူးရှင်အမှတ်စဉ်126ဒေါ်ဝန်ကီအမှတ်စဉ်126ဒေါ်ဝန်ကီမရရှိပါဘူးရှင်အမှတ်စဉ်129ဒေါ်ရုံကီအမှတ်စဉ်129ဒေါ်ရုံကီမရရှိပါဘူးရှင်အမှတ်စဉ်69ဒေါ်ရွှေကျင်းအမှတ်စဉ်69ဒေါ်ရွှေကျင်းမရရှိပါဘူးရှင်အမှတ်စဉ်168ဒေါ်တောက်စိန်အမှတ်စဉ်168ဒေါ်တောက်စိန်မရရှိပါဘူးရှင်အမှတ်စဉ်1ဒေါ်ဒါပါအမှတ်စဉ်1ဒေါ်ဒါပါရရှိပါတယ်ရှင်အမှတ်စဉ်106ဒေါ်ဖုံစီအမှတ်စဉ်106ဒေါ်ဖုံစီမရရှိပါဘူးရှင်အမှတ်စဉ်200ဒေါ်ခွန်ကြီးအမှတ်စဉ်200ဒေါ်ခွန်ကြီးရရှိပါတယ်ရှင်အမှတ်စဉ်100ဒေါ်တာမန်အမှတ်စဉ်100ဒေါ်တာမန်အမှတ်စဉ်100ဒေါ်တာမန်မရရှိပါဘူးရှင်အမှတ်စဉ်169ဒေါ်စောစောမြင့်အမှတ်စဉ်169ဒေါ်စောစောမြင့်မရရှိပါဘူးရှင်အမှတ်စဉ်90ဒေါ်ရွှေချင်းအမှတ်စဉ်
ကဲဒီလိုကြည့်ပါလားဒီမှာဆောင်းကြည့်ဟောတယ်ရလားရတယ်ဒီလိုသက်သားနေပြရမယ် အမတ်စင်162ဒေါ်ရန်ချင်းမရရှိပါဘူးရှင်အမတ်စင်129ဒေါ်ဒေါက်ဘန်အမတ်စင်129ဒေါ်ဒေါက်ဘန်ရရှိပါတယ်ရှင်အမတ်စင်69ဒေါ်ဖီယာအမတ်စင်69ဒေါ်ဖီယာမရရှိပါဘူးရှင်အမတ်စင်43ဒေါ်မွန်ကျင်းအမတ်စင်43ဒေါ်မွန်ကျင်းမရရှိပါဘူးရှင်အမတ်စင်32ဒေါ်မြတန်းအမတ်စင်32ဒေါ်မြတန်းမရရှိပါဘူးရှင်အမတ်စင်145ဒေါ်ဒါဘာဘုံအမတ်စင်145ဒေါ်ဒါဘာဘုံမရရှိပါဘူးရှင်အမတ်စင်155ဒေါ်ယန်းစင်အမတ်စင်155ဒေါ်ယန်းစင်မရရှိပါဘူးရှင်အမတ်စင်130ဒေါ်ညံကီအမတ်စင်130ဒေါ်ညံကီမရရှိပါဘူးရှင်အမတ်စင်139ဒေါ်တွန်ဝေအမတ်စင်139ဒေါ်တွန်ဝေမရရှိပါဘူးရှင်အမတ်စင်86ဦးစံခါအမတ်စင်86ဦးစံခါမရရှိပါဘူးရှင်အမတ်စင်25ဒေါ်နောင်နစ်ဆုံအမတ်စင်25ဒေါ်နောင်နစ်ဆုံမရရှိပါဘူးရှင်အမတ်စင်159ဒေါ်ရုဆွီတင်အမတ်စင်159ဒေါ်ရုဆွီတင်မရရှိပါဘူးရှင်အမတ်စင်138ဒေါ်နီလျောင်းအမတ်စင်138ဒေါ်နီလျောင်းမရရှိပါဘူးရှင်အမတ်စင်38ဒေါ်ရွှေမန်းအမတ်စင်38ဒေါ်ရွှေမန်းမရရှိပါဘူးရှင်အမတ်စင်94ဒေါ်မွန်တဲ့အမတ်စင်94ဒေါ်မွန်တဲ့မရရှိပါဘူးရှင်
ဒေါ်ပါချာအမှတ်စဉ်93ဒေါ်ပါချာရရှိပါတယ်ရှင်အမှတ်စဉ်40ဒေါ်ပါတန်အမှတ်စဉ်40ဒေါ်ပါတန်မရရှိပါဘူးရှင်အမှတ်စဉ်128ဒေါ်နိုယံအမှတ်စဉ်128ဒေါ်နိုယံမရရှိပါဘူးရှင်အမှတ်စဉ်186ဒေါ်ရွှေတန်းအမှတ်စဉ်186ဒေါ်ရွှေတန်းမရရှိပါဘူးရှင်အမှတ်စဉ်160ဒေါ်ရှန်စီအမှတ်စဉ်160ဒေါ်ရှန်စီမရရှိပါဘူးရှင်အမှတ်စဉ်39ဒေါ်နီမန်အမှတ်စဉ်39ဒေါ်နီမန်မရရှိပါဘူးရှင်အမှတ်စဉ်119ဒေါ်ရွှေပန်းအမှတ်စဉ်119ဒေါ်ရွှေပန်းမရရှိပါဘူးရှင်119ခွန်အမှတ်စဉ်83ဒေါ်တာတွန်းအမှတ်စဉ်83ဒေါ်တာတွန်းမရရှိပါဘူးရှင်အမှတ်စဉ်45ဒေါ်လွန်ရအမှတ်စဉ်45ဒေါ်လွန်ရမရရှိပါဘူးရှင်အမှတ်စဉ်164ဒေါ်တင်စီအမှတ်စဉ်164ဒေါ်တင်စီရရှိပါတယ်ရှင်အမှတ်စဉ်92ဒေါ်အေးဒူအမှတ်စဉ်92ဒေါ်အေးဒူရရှိပါတယ်ရှင်အမှတ်စဉ်182အမှတ်စဉ်181ဒေါ်ဒါဆုံအမှတ်စဉ်181ဒေါ်ဒါဆုံမရရှိပါဘူးရှင်အမှတ်စဉ်123ဒေါ်ထာချန်းအမှတ်စဉ်123ဒေါ်ထာချန်းရရှိပါတယ်ရှင်အမှတ်စဉ်195ဒေါ်တော့ပါအမှတ်စဉ်195ဒေါ်တော့ပါမရရှိပါဘူးရှင်အမှတ်စဉ်66အမှတ်စဉ်66ဒေါ်မန်ကိုင်အမှတ်စဉ်66ဒေါ်မန်ကိုင်မရရှိပါဘူးရှင်အမှတ်စဉ်199ဒေါ်ဇုံကီအမှတ်စဉ်199ဒေ
ဒေါ်စုံပါအမှတ်စဉ်186ဒေါ်စုံပါမရရှိပါဘူးရှင်အမှတ်စဉ်29ဒေါ်ပါစီအမှတ်စဉ်29ဒေါ်ပါစီမရရှိပါဘူးရှင်အမှတ်စဉ်81ဒေါ်ရင်ရင်မြအမှတ်စဉ်81ဒေါ်ရင်ရင်မြမရရှိပါဘူးရှင်အမှတ်စဉ်184ဒေါ်တရမ်အမှတ်စဉ်184ဒေါ်တရမ်မရရှိပါဘူးရှင်အမှတ်စဉ်35ဒေါ်ငိုင်ယန်အမှတ်စဉ်35ဒေါ်ငိုင်ယန်မရရှိပါဘူးရှင်အမှတ်စဉ်53ဒေါ်စင်ဗန်းအမှတ်စဉ်53ဒေါ်စင်ဗန်းရရှိပါတယ်ရှင်အမှတ်စဉ်182ဒေါ်ယန်ခင်အမှတ်စဉ်182ဒေါ်ယန်ခန်မရရှိပါဘူးရှင်အမှတ်စဉ်64ဒေါ်တင်ခိုးဝုံအမှတ်စဉ်64ဒေါ်တင်ခိုးဝုံမရရှိပါဘူးရှင်အမှတ်စဉ်206ဒေါ်နီဗန်အမှတ်စဉ်136ဒေါ်နီဗန်မရရှိပါဘူးရှင်အမှတ်စဉ်82ဒေါ်ဝေစီအမှတ်စဉ်82ဒေါ်ဝေစီမရရှိပါဘူးရှင်အမှတ်စဉ်30ဒေါ်ဟန်ယန်အမှတ်စဉ်30ဒေါ်ဟန်ယန်မရရှိပါဘူးရှင်အမှတ်စဉ်84ဒေါ်ထေးထေးအောင်အမှတ်စဉ်84ဒေါ်ထေးထေးအောင်မရရှိပါဘူးရှင်အမှတ်စဉ်84ဒေါ်မန်ခန့်အမှတ်စဉ်84ဒေါ်မန်ခန့်မရရှိပါဘူးရှင်အမှတ်စဉ်190ဒေါ်ရွှေပန်းအမှတ်စဉ်190ဒေါ်ရွှေပန်းမရရှိပါဘူးရှင်အမှတ်စဉ်196ဒေါ်မှတ်ယန်အမှတ်စဉ်196ဒေါ်မှတ်ယန်မရရှိပါဘူးရှင်အမှတ်စဉ်195ဒေါ်အေးကြီးအမှတ်စဉ်195ဒေါ်အေးကြီးရရှိပါတယ်ရှင်
ဒေါ်ကြပင်အမှတ်စဉ်151ဒေါ်ကြပင်ရရှိပါတယ်ရှင်အမှတ်စဉ်101ဒေါ်ဒေါက်စုံအမှတ်စဉ်101ဒေါ်ဒေါက်စုံမရရှိပါဘူးရှင်အမှတ်စဉ်50ဒေါ်ထုံထုံအမှတ်စဉ်50ဒေါ်ထုံထုံမရရှိပါဘူးရှင်အမှတ်စဉ်204ဒေါ်ဖန်ကြီးအမှတ်စဉ်204ဒေါ်ဖန်ကြီးရရှိပါတယ်ရှင်အမှတ်စဉ်211ဒေါ်ပန်နှင်းအမှတ်စဉ်211ဒေါ်ပန်နှင်းအမှတ်စဉ်211ဒေါ်ပန်နှင်းမရရှိပါဘူးရှင်အမှတ်စဉ်143ဒေါ်တွေးကြီးအမှတ်စဉ်143ဒေါ်တွေးကြီးရရှိပါတယ်ရှင်အမှတ်စဉ်208ဒေါ်ဒုယံအမှတ်စဉ်238ဒေါ်ဒုယံမရရှိပါဘူးရှင်အမှတ်စဉ်33ဒေါ်ချက်တွန်းပါအမှတ်စဉ်33ဒေါ်ချက်တွန်းပါမရရှိပါဘူးရှင်အမှတ်စဉ်82ဒေါ်သွန်ယံအမှတ်စဉ်82ဒေါ်သွန်ယံမရရှိပါဘူးရှင်အမှတ်စဉ်95ဦးရွှေအံအမှတ်စဉ်95ဦးရွှေအံအမှတ်စဉ်95ဦးရွှေအံမရရှိပါဘူးရှင်အမှတ်စဉ်42ဒေါ်တိုင်းခန့်နွန်အမှတ်စဉ်42ဒေါ်တိုင်းခန့်နွန်ရရှိပါတယ်ရှင်အမှတ်စဉ်156ဒေါ်တာကီအမှတ်စဉ်156ဒေါ်တာကီမရရှိပါဘူးရှင်156မရအမှတ်စဉ်189ဒေါ်မွန်တောင်အမှတ်စဉ်109ဒေါ်မွန်တောင်ရရှိပါတယ်ရှင်အမှတ်စဉ်120ဒေါ်ရွှေနောင်အမှတ်စဉ်123ဒေါ်ရွှေနောင်မ
မရရှိပါဘူးရှင်အမတ်စဉ်154ဒေါ်စိန်ကျင်းအမတ်စဉ်154ဒေါ်စိန်ကျင်းမရရှိပါဘူးရှင်အမတ်စဉ်103ဒေါ်နီဘူးအမတ်စဉ်133ဒေါ်နီဘူး133ဒေါ်နီဘူးမရရှိပါဘူးရှင်အမတ်စဉ်49ဒေါ်ဖန်တောင်အမတ်စဉ်49ဒေါ်ဖန်တောင်မရရှိပါဘူးရှင်အမတ်စဉ်36ဒေါ်မွန်ကီအမတ်စဉ်36ဒေါ်မွန်ကီမရရှိပါဘူးရှင်အမတ်စဉ်18ဒေါ်နီဘူးအမတ်စဉ်18ဒေါ်နီဘူးမရရှိပါဘူးရှင်အမတ်စဉ်69ဒေါ်စွန်တန်းအမတ်စဉ်69ဒေါ်စွန်တန်းရရှိပါတယ်ရှင်အမတ်စဉ်49ဒေါ်ညောင်ငိုက်မန်းအမတ်စဉ်49ဒေါ်ညောင်ငိုက်မန်းမရရှိပါဘူးရှင်အမတ်စဉ်122ဒေါ်လွန်ကျွဲအမတ်စဉ်122ဒေါ်လွန်ကျွဲရရှိပါတယ်ရှင်အမတ်စဉ်131ဒေါ်နီနီလျန်အမတ်စဉ်131ဒေါ်နီနီလျန်မရရှိပါဘူးရှင်အမတ်စဉ်119ဒေါ်တယ်ကိုင်အမတ်စဉ်119ဒေါ်တယ်ကိုင်ရရှိပါတယ်ရှင်အမတ်စဉ်2ဒေါ်ထရုံဆုံအမတ်စဉ်2ဒေါ်ထရုံဆုံမရရှိပါဘူးရှင်အမတ်စဉ်9ဒေါ်မန်ကျွေးအမတ်စဉ်9ဒေါ်မန်ကျွေးမရရှိပါဘူးရှင်အမတ်စဉ်218ဒေါ်ညန်းချင်းအမတ်စဉ်218ဒေါ်ညန်းချင်းမရရှိပါဘူးရှင်အမတ်စဉ်56ဒေါ်စုံယန်းအမတ်စဉ်56ဒေါ်စုံယန်းမရရှိပါဘူးရှင်အမတ်စဉ်201ဒေါ်နော်ဒေးဒေးအမတ်စဉ်201ဒေါ်နော်ဒေးဒေးမရရှိပါဘူးရှင်အမတ်စဉ်30ဒေါ်ဖျာစင်အမတ်စဉ်30ဒေါ်ဖျာစင်မရရှိပါဘူးရှင်
146ဒေါ်တယ်ချင်းမတ်စင်146ဒေါ်တယ်ချင်းမရရှိပါဘူးရှင်အမတ်စင်239ဒေါ်ထုံသွေးအမတ်စင်239ဒေါ်ထုံသွေးမရရှိပါဘူးရှင်အမတ်စင်85ဒေါ်ထာကယ်အမတ်စင်85ဒေါ်ထာကယ်မရရှိပါဘူးရှင်အမတ်စင်118ဒေါ်တုံတွဲအမတ်စင်118ဒေါ်တုံတွဲရရှိပါတယ်ရှင်အမတ်စင်188ဒေါ်ဝန်တဆုံအမတ်စင်188ဒေါ်ဝန်တဆုံမရရှိပါဘူးရှင်အမတ်စင်124ဒေါ်ဝေကျော်အမတ်စင်124ဒေါ်ဝေကျော်မရရှိပါဘူးရှင်အမတ်စင်5ဒေါ်ရေနန်မတ်စင်5ဒေါ်ရေနန်မရရှိပါဘူးရှင်အမတ်စင်237ဒေါ်ယန်နောင်မတ်စင်231ဒေါ်ယန်နောင်မရရှိပါဘူးရှင်အမတ်စင်68ဒေါ်ရမ်ညံအမတ်စင်68ဒေါ်ရမ်ညံရရှိပါတယ်ရှင်အမတ်စင်88ဒေါ်ဝေတာအမတ်စင်88ဒေါ်ဝေတာမရရှိပါဘူးရှင်အမတ်စင်65ဒေါ်မန်မင်းအမတ်စင်65ဒေါ်မန်မင်းမရရှိပါဘူးရှင်အမတ်စင်90ဒေါ်ရန်စီအမတ်စင်90ဒေါ်ရန်စီရရှိပါတယ်ရှင်အမတ်စင်203ဒေါ်ဂျယ်ဒင်းအမတ်စင်233ဒေါ်ဂျယ်ဒင်းမရရှိပါဘူးရှင်အမတ်စင်135ဒေါ်တင်တွဲအမတ်စင်135ဒေါ်တင်တွဲမရရှိပါဘူးရှင်အမတ်စင်233ဒေါ်မီမီအမတ်စင်233ဒေါ်မီမီမရရှိပါဘူးရှင်အမတ်စင်229ဒေါ်ဝန်ကျန်းအမတ်စင်229ဒေါ်ဝန်ကျန်းမရရှိပါဘူးရှင်အမတ်စင်28ဒေါ်ဖောင်မင်းအမတ်စင်28ဒေါ်ဖောင်မင်းမရရှိပါဘူးရှင်
တရား27ဒေါ်ကျုံယံအမှတ်စဉ်1 2 1ဒေါ်ကျုံယံမရရှိပါဘူးရှင်အမှတ်စဉ်125ဒေါ်တယ်လိုင်းအမှတ်စဉ်125ဒေါ်တယ်လိုင်းမရရှိပါဘူးရှင်အမှတ်စဉ်165ဒေါ်တုံပန်းအမှတ်စဉ်165ဒေါ်တုံပန်းမရရှိပါဘူးရှင်အမှတ်စဉ်212ဒေါ်ထမန်အမှတ်စဉ်112ဒေါ်ထမန်မရရှိပါဘူးရှင်အမှတ်စဉ်223ဒေါ်စင်ခေဤအမှတ်စဉ်223ဒေါ်ဇုံခေဤမရရှိပါဘူးရှင်အမှတ်စဉ်189ဒေါ်ဆိုင်စင်အမှတ်စဉ်189ဒေါ်ဆိုင်စင်ရရှိပါတယ်ရှင်အမှတ်စဉ်191ဒေါ်ကျုံပဲအမှတ်စဉ်191ဒေါ်ကျုံပဲရရှိပါတယ်ရှင်အမှတ်စဉ်169ဒေါ်တယ်ဇင်အမှတ်စဉ်169ဒေါ်တယ်ဇင်မရရှိပါဘူးရှင်အမှတ်စဉ်230ဒေါ်မွန်သိန်းအမှတ်စဉ်230ဒေါ်မွန်သိန်းမရရှိပါဘူးရှင်အမှတ်စဉ်59ဒေါ်တေညံအမှတ်စဉ်59ဒေါ်တေညံမရရှိပါဘူးရှင်အမှတ်စဉ်141ဒေါ်အေလီအမှတ်စဉ်141ဒေါ်အေလီမရရှိပါဘူးရှင်အမှတ်စဉ်58ဒေါ်မွန်တန်အမှတ်စဉ်58ဒေါ်မွန်တန်ရရှိပါတယ်ရှင်အမှတ်စဉ်14ဒေါ်တင်လာအမှတ်စဉ်14ဒေါ်နမ်တဲမရရှိပါဘူးရှင်အမှတ်စဉ်161ဒေါ်ညံပါအမှတ်စဉ်161ဒေါ်ညံပါမရရှိပါဘူးရှင်အမှတ်စဉ်188ဒေါ်သိမ်မန်းသိမ်အမှတ်စဉ်188ဒေါ်သိမ်မန်းသိမ်မရရှိပါဘူးရှင်အမှတ်စဉ်180ဒေါ်ဒေါက်ချီအမှတ်စဉ်180ဒေါ်ဒေါက်ချီမရရှိပါဘူးရှင်
အမတ်စဉ်20ဒေါ်မုံခင်အမတ်စဉ်20ဒေါ်မုံခင်မရရှိပါဘူးရှင်အမတ်စဉ်116ဒေါ်နီနီဝင်းအမတ်စဉ်116ဒေါ်နီနီဝင်းမရရှိပါဘူးရှင်အမတ်စဉ်3ဒေါ်ဒေါက်တွန်းအမတ်စဉ်3ဒေါ်ဒေါက်တွန်းမရရှိပါဘူးရှင်အမတ်စဉ်149ဒေါ်ရင်တင်အမတ်စဉ်149ဒေါ်ရင်တင်မရရှိပါဘူးရှင်149အမတ်စဉ်185ဒေါ်ဂျာညံအမတ်စဉ်185ဒေါ်ဂျာညံဒေါ်ဂျာညံမရရှိပါဘူးရှင်အမတ်စဉ်96ဒေါ်နူပန်အမတ်စဉ်96ဒေါ်နူပန်အမတ်စဉ်96ဒေါ်နူပန်ရရှိပါတယ်ရှင်အမတ်စဉ်152ဒေါ်ဇင်နှင်းအမတ်စဉ်152ဒေါ်ဇင်နှင်းရရှိပါတယ်ရှင်အမတ်စဉ်199ဒေါ်မန်ထုံးအမတ်စဉ်199ဒေါ်မန်ထုံးမရရှိပါဘူးရှင်အမတ်စဉ်60ဒေါ်ညောင်ခန့်တင်အမတ်စဉ်60ဒေါ်ညောင်ခန့်တင်မရရှိပါဘူးရှင်အမတ်စဉ်184ဒေါ်ယန်ကျင်းစုံအမတ်စဉ်184ဒေါ်ယန်ကျင်းစုံမရရှိပါဘူးရှင်မတ်စဉ်173ဒေါ်ဇာခွေအမတ်စဉ်173ဒေါ်ဇာခွေမရရှိပါဘူးရှင်မတ်စဉ်26ဒေါ်ရမ်ခွာဒိန်အမတ်စဉ်26ဒေါ်ရမ်ခွာဒိန်မရရှိပါဘူးရှင်အမတ်စဉ်59ဒေါ်ခင်နှအောင်အမတ်စဉ်59ဒေါ်ခင်နှအောင်ရရှိပါတယ်ရှင်အမတ်စဉ်63ဒေါ်ကင်ဘွဲအမတ်စဉ်63ဒေါ်ကင်ဘွဲရရှိပါတယ်ရှင်အမတ်စဉ်143ညအမတ်စဉ်140ဒေါ်ဒေါက်ယံအမတ်စဉ်140ဒေါ်ဒေါက်ယံမရရှိပါဘူးရှင်အမတ်စဉ်235ဒေါ်မှတ်တွေအမတ်စဉ်235ဒေါ်မှတ်တွေမရရှိပါဘူးရှင်အမတ်စဉ်6 ဒေါ်အေလီအမတ်စဉ်6ဒေါ်အေလီ
မရရှိပါဘူးရှင်အမှတ်စဉ်73ဒေါ်ထုံမင်းအမှတ်စဉ်73ဒေါ်ထုံမင်းမရရှိပါဘူးရှင်အမှတ်စဉ်1ခုဒေါ်စင်လင်းစုံအမှတ်စဉ်189ဒေါ်စင်လင်းစုံမရရှိပါဘူးရှင်အမှတ်စဉ်48ဒေါ်မွန်ချင်းအမှတ်စဉ်48ဒေါ်မွန်ချင်းမရရှိပါဘူးရှင်အမှတ်စဉ်62ဒေါ်နီရွှေအမှတ်စဉ်62ဒေါ်နီရွှေရရှိပါတယ်ရှင်အမှတ်စဉ်149ဒေါ်ဆိုင်ဗန်အမှတ်စဉ်149ဒေါ်ဆိုင်ဗန်မရရှိပါဘူးရှင်အမှတ်စဉ်104ဒေါ်ဟုတ်မင်းအမှတ်စဉ်104ဒေါ်ဟုတ်မင်းရရှိပါတယ်ရှင်အမှတ်စဉ်134ဒေါ်လာပဲ့အမှတ်စဉ်134ဒေါ်လာပဲ့မရရှိပါဘူးရှင်အမှတ်စဉ်193ဒေါ်ဖာချင်းအမှတ်စဉ်193ဒေါ်ဖာချင်းရရှိပါတယ်ရှင်အမှတ်စဉ်61ဒေါ်စင်ဒေးအမှတ်စဉ်61ဒေါ်စင်ဒေးမရရှိပါဘူးရှင်အမှတ်စဉ်243 240ဒေါ်ရန်ဂျာအမှတ်စဉ်240ဒေါ်ရန်ဂျာမရရှိပါဘူးရှင်အမှတ်စဉ်229ဒေါ်နီထိုင်အမှတ်စဉ်229ဒေါ်နီထိုင်မရရှိပါဘူးရှင်အမှတ်စဉ်190ဒေါ်တန်းကြီးအမှတ်စဉ်190ဒေါ်တန်းကြီးရရှိပါတယ်ရှင်အမှတ်စဉ်163ဒေါ်အန်ဇင်းအမှတ်စဉ်163ဒေါ်အန်ဇင်းရရှိပါတယ်ရှင်အမှတ်စဉ်132ဒေါ်ကြပေအမှတ်စဉ်132ဒေါ်ကြပေမရရှိပါဘူးရှင်အမှတ်စဉ်224ဒေါ်ဟရန်စီအမှတ်စဉ်224ဒေါ်ဟရန်စီမရရှိပါဘူးရှင်အမှတ်စဉ်273ဒေါ်ယန်းကျွဲအမှတ်စဉ်273ဒေါ်ယန်းကျွဲမရရှိပါဘူးရှင်အ
133ဒေါ်ရွှေကျင်းမရရှိပါဘူးရှင်အမှတ်စဉ်53ဒေါ်ငိုင်ကျန်းအမှတ်စဉ်54 50ဒေါ်ငိုင်ကျန်းအမှတ်စဉ်54ဒေါ်ငိုင်ကျန်းမရရှိပါဘူးရှင်အမှတ်စဉ်115ဒေါ်ရွှေစီယာအမှတ်စဉ်115ဒေါ်ရွှေစီယာမရရှိပါဘူးရှင်အမှတ်စဉ်123ဒေါ်မေယံအမှတ်စဉ်123ဒေါ်မေယံမရရှိပါဘူးရှင်အမှတ်စဉ်8ဒေါ်ဖွေကြပါအမှတ်စဉ်8ဒေါ်ဖွေကြပါမရရှိပါဘူးရှင်အမတ်စဉ်222ဒေါ်တယ်ကြအမတ်စဉ်222ဒေါ်တယ်ကြမရရှိပါဘူးရှင်အမတ်စဉ်200ခွန်ဒေါ်အေးစိန်အမတ်စဉ်300ခွန်ဒေါ်အေးစိန်ရရှိပါတယ်ရှင်အမှတ်စဉ်17ဒေါ်တယ်ပါအမှတ်စဉ်17ဒေါ်တယ်ပါမရရှိပါဘူးရှင်အမှတ်စဉ်1ကိုနှစ်ဒေါ်ဖရန်ကီအမှတ်စဉ်1ကိုနှစ်ဒေါ်ဖရန်ကီဒေါ်ဖရန်ကီရရှိပါရဲ့ရှင်အမှတ်စဉ်16ဒေါ်တယ်ကြီးအမှတ်စဉ်16ဒေါ်တယ်ကြီးရရှိပါရဲ့ရှင်အမှတ်စဉ်1လေးနှစ်ဒေါ်စင်တယ်အမှတ်စဉ်1လေးနှစ်ဒေါ်စင်တယ်ရရှိပါရဲ့ရှင်မတ်စဉ်225ဒေါ်တယ်တွင်မတ်စဉ်225ဒေါ်တယ်တွင်မရရှိပါဘူးရှင်အမတ်စဉ်235ဒေါ်ခါပင်အမတ်စဉ်235ဒေါ်ခါပင်ရရှိပါရဲ့ရှင်အမတ်စဉ်139ဒေါ်ဒေါက်မန်အမတ်စဉ်139ဒေါ်ဒေါက်မန်ရရှိပါရဲ့ရှင်မတ်စဉ်214ဒေါ်ကြပန်း214ဒေါ်ကြပန်းအမတ်စဉ်214ဒေါ်ကြပန်းမရရှိပါဘူးရှင်အမတ်စဉ်239ဒေါ်တွန်ဒေးအမတ်စဉ်239ဒေါ်တွန်ဒေးမရရှိပါဘူးရှင်အမတ်စဉ်51ဒေါ်ရွှေလေးဆန်းအမတ်စဉ်51ဒေါ်ရွှေလေးဆန်းရရှိပါရဲ့ရှင်အမတ်စဉ်61ဒေါ်ကြ
Turkey မရရှိပါဘူးရှင်အမတ်စဉ်တစ်လေးလေးဒေါ်သိန်းအမတ်စဉ်တစ်လေးလေးဒေါ်သိန်းရရှိပါရဲ့ရှင်အမတ်စဉ်တစ်တုံရနှစ်ဒေါ်ရှင်းတာဘူးအမတ်စဉ်တရားနှစ်ဒေါ်ရှင်းတာဘူးရရှိပါရဲ့ရှင်အမတ်စဉ်တစ်တုံရဒေါ်တုံကြီးအမတ်စဉ်တစ်တုံရဒေါ်တုံကြီးမရရှိပါဘူးရှင်အမတ်စဉ်34ဒေါ်ဝန်ချချင်းအမတ်စဉ်34ဒေါ်ဝန်ချချင်းမရရှိပါဘူးရှင်အမတ်စဉ်44ဒေါ်တုံယံအမတ်စဉ်44ဒေါ်တုံယံမရရှိပါဘူးရှင်အမတ်စဉ်51ဒေါ်တာဘွေအမတ်စဉ်87ဒေါ်တာဘွေအမတ်စဉ်87ဒေါ်တာဘွေမရရှိပါဘူးရှင်အမတ်စဉ်31ဒေါ်တွန်ဒိန်အမတ်စဉ်31ဒေါ်တွန်ဒိန်မရရှိပါဘူးရှင်အမတ်စဉ်83ဒေါ်တာပွန်းအမတ်စဉ်83ဒေါ်တာပွန်းမရရှိပါဘူးရှင်အမတ်စဉ်2ဦးဒေါ်လင်းချာအမတ်စဉ်2ဒေါ်လင်းချာမရရှိပါဘူးရှင်အမတ်စဉ်236ဒေါ်ဝန်တနင်းအမတ်စဉ်236ဒေါ်ဝန်တနင်းမရရှိပါဘူးရှင်အမတ်စဉ်198ဒေါ်တပ်ကျွေအမတ်စဉ်198ဒေါ်တပ်ကျွေရရှိပါရဲ့ရှင်အမတ်စဉ်52ဒေါ်ရွှေမင်းအမတ်စဉ်52ဒေါ်ရွှေမင်းမရရှိပါဘူးရှင်အမတ်စဉ်18ခွန်ဒေါ်မင်းလောင်းအမတ်စဉ်18ခွန်ဒေါ်မင်းလောင်းရရှိပါရဲ့ရှင်အမတ်စဉ်29ဒေါ်နိုဗန်အမတ်စဉ်29ဒေါ်နိုဗန်အမတ်စဉ်29ဒေါ်နိုဗန်မရရှိပါဘူးရှင်အမတ်စဉ်183ဒေါ်နီချလွေအမတ်စဉ်183ဒေါ်နီချလွေမရရှိပါဘူးရှင်အမတ်စဉ်30ခွန်ဒေါ်ရွှေရွှေဝင်းအမတ်စဉ်3ခွန်ဒေါ်ရွှေရွှေဝင်းအမတ်စဉ်30ခွန်ဒေါ်ရွှေရွှေဝင်းမရရှိပါဘူးရှင်အမတ်စဉ်132ဒေါ်ညံပါအမတ်စဉ်132ဒေါ်ညံပါမရရှိပါဘူးရှင်အမတ်စဉ်9ဒေါ်နီမင်းအမတ်စဉ်9ဒေါ်နီမင်းမရရှိပါဘူးရှင်အမတ်စဉ်60ဒေါ်ရှန်တီယာအမတ်စဉ်60ဒေါ်ရှန်တီယာမရရှိပါဘူးရှင်
စဉ်22ဒေါ်နီယံအမတ်စဉ်22ဒေါ်နီယံရရှိပါရဲ့ရှင်အမတ်စဉ်116ဒေါ်မန်တွဲအမတ်စဉ်116ဒေါ်မန်တွဲရရှိပါရဲ့ရှင်အမတ်စဉ်133ဒေါ်ထောင်တလွဲအမတ်စဉ်133ဒေါ်ထောင်တလွဲရရှိပါရဲ့ရှင်အမတ်စဉ်194ဒေါ်ဒလန်အမတ်စဉ်194ဒေါ်ဒလန်အမတ်စဉ်194ဒေါ်ဒလန်မရရှိပါဘူးရှင်အမတ်စဉ်132ဒေါ်ဝိပင်အမတ်စဉ်132ဒေါ်ဝိပင်မရရှိပါဘူးရှင်အမတ်စဉ်15ဒေါ်သချင်းဘောအမတ်စဉ်15ဒေါ်သချင်းဘောမရရှိပါဘူးရှင်အမတ်စဉ်153ဒေါ်ဝန်ဖန်အမတ်စဉ်150ဒေါ်ဝန်ဖန်ဒေါ်ဝန်ဖန်မရရှိပါဘူးရှင်အမတ်စဉ်46ဒေါ်ဘတ်ဇီအမတ်စဉ်46ဒေါ်ဘတ်ဇီရရှိပါရဲ့ရှင်အမတ်စဉ်1ခွန်ဒေါ်ဝန်ကျွေအမတ်စဉ်1ခွန်ဒေါ်ဝန်ကျွေမရရှိပါဘူးရှင်အမတ်စဉ်138ဒေါ်ဒေါက်ကျန်းအမတ်စဉ်138ဒေါ်ဒေါက်ကျန်းမရရှိပါဘူးရှင်အမတ်စဉ်130ခွန်ဒေါ်ရွှေကြည်ပါအမတ်စဉ်130ခွန်ဒေါ်ရွှေကြည်ပါမရရှိပါဘူးရှင်အမတ်စဉ်114ဒေါ်လောင်းဆုံးအမတ်စဉ်114ဒေါ်လောင်းဆုံးရရှိပါရဲ့ရှင်114လောင်းဆုံးအမတ်စဉ်19ဒေါ်ထာပေါင်းအမတ်စဉ်19ဒေါ်ထာပေါင်းမရရှိပါဘူးရှင်အမတ်စဉ်7ဒေါ်ပန်ထရဲအမတ်စဉ်7ဒေါ်ပန်ထရဲမရရှိပါဘူးရှင်အမတ်စဉ်226ဒေါ်ကိုင်မိုင်အမတ်စဉ်226ဒေါ်ကိုင်မိုင်မရရှိပါဘူးရှင်အမတ်စဉ်89ဒေါ်ဒရိမန်တျာအမတ်စဉ်89ဒေါ်ဒရိမန်တျာမရရှိပါဘူးရှင်အမတ်စဉ်23ဒေါ်တန်ပြတ်လေးပါအမတ်စဉ်23ဒေါ်တန်ပြတ်လေးပါရရှိပါရဲ့ရှင်အမတ်စဉ်86ဒေါ်ခင်ကြီးအမတ်စဉ်86ဒေါ်ခင်ကြီးမရရှိပါဘူးရှင်အမတ်စဉ်24ဒေါ်ရန်နင်းအမတ်စဉ်24ဒေါ်ရန်နင်းမရရှိပါဘူးရှင်အမတ်စဉ်139ဒေါ်နော်စင်အမတ်စဉ်139
339ဒေါ်နော်စိန်မရရှိပါဘူးရှင်အမတ်စစ်ဆက်ခွန်ဒေါ်စီနောအမတ်စစ်ဆက်ခွန်ဒေါ်စီနောရရှိပါရဲ့ရှင်အမတ်စစ်228ဒေါ်ဖွန်နီယာအမတ်စစ်228ဒေါ်ဖွန်နီယာရရှိပါရဲ့ရှင်အမတ်စစ်105ဒေါ်တယ်ထိုင်အမတ်စစ်105ဒေါ်တယ်ထိုင်ရရှိပါရဲ့ရှင်အမတ်စစ်95ဒေါ်နီထွေးအမတ်စစ်95ဒေါ်နီထွေးမရရှိပါဘူးရှင်အမတ်စစ်88ဒေါ်စီဟာအမတ်စစ်88ဒေါ်စီဟာမရရှိပါဘူးရှင်အမတ်စစ်21ဒေါ်ရွှေမအမတ်စစ်21ဒေါ်ရွှေမမရရှိပါဘူးရှင်အမတ်စစ်159ဒေါ်နုနုလင်းအမတ်စစ်159ဒေါ်နုနုလင်းမရရှိပါဘူးရှင်အမတ်စစ်89ဒေါ်ထလွေရောင်အမတ်စစ်89ဒေါ်ထလွေရောင်အမတ်စစ်9ဒေါ်ထလွေရောင်မရရှိပါဘူးရှင်အမတ်စစ်219ဒေါ်ဟုတ်ပန်အမတ်စစ်219ဒေါ်ဟုတ်ပန်အမတ်စစ်219ဒေါ်ဟုတ်ပန်မရရှိပါဘူးရှင်
ฮัลโหล这个比那是就好，那个我们把它给。Itu dapat nanti kami kalau ini sudah mulai dari title ini sudah sudah dari segi panjang. Ini kasaran ini apa kerja tahulah ini selama. Ini apa kerja contoh kali ini kita lari, atas kita mau ada dua person pun saya. Badan ini apa kerja contoh kali ini sahaja. Dan nasional di Bungkulu dan Selai, rendah supaya orang bertahan.这家伙。